အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်ကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူညီကိုမောင်နှမများနဲ့တငယ်ချင်းများခင်ဗျာယနေ့ကျင်းပပေးသွားမယ့်အစီအစဉ်လေးကတော့2024-2025ခုနှစ်နေကြီးကိုပိုင်အထက်တန်းကျောင်းရဲ့အကယ်ဒမီစူပီးပဲအစီအစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုအစီအစဉ်ကိုအစအလယ်ဆုံးကြီးညာပေးသွားမယ့်အစီအစဉ်တင်ဆက်သူများအနေနဲ့ကတော့ကျမကျော်နဲ့ကျွန်တော်ကျော်ယူကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဦးစွာအစီအစဉ်များကိုကျွန်တော်ဖတ်ကြားပေးချင်ပါတယ်ခင်ဗျာအစီအစဉ်1အရာအကယ်ဒမီပေးရခြင်းရဲ့ရည်ရွယ်ချက်အစီအစဉ်2အရာကြိုတင်မေတ္တာရက်ခံခြင်းအစီအစဉ်3အရာပြည့်ရသွားမည်စုများနှင့်စကားတင်စကားများကိုပြောကြားခြင်းအစီအစဉ်4အရာစုချင်းမြင့်ခြင်းအစီအစဉ်5အရာအပိတ်တခြင်းဖြင့်တီဆိုပိတ်သိမ်းခြင်းတို့ဖြစ်ပါရဲ့ခင်ဗျာဟုတ်ကဲ့ပါရှင်ဦးစွာအစီအစဉ်1အရာအကယ်ဒမီပေးရခြင်းရဲ့ရွေးချက်များကိုကျွန်မဖတ်ကြားပေးသွားပါမယ်ရှင်2024-2025 ခုနှစ်တွင်နေကြီးကိုပိုင်ထက်တန်းကျောင်းတွင်စာမေးပွဲဖြေဆိုပြီးခဲ့သော grade 12များအနေဖြင့်မိမိတို့ကျောင်းတက်ခဲ့စဉ်တစ်နှစ်ပတ်လုံးအမှတ်တရများစွာရှိနေခဲ့ပါတယ်ထိုအမှတ်တရများကိုပြန်လည်အမှတ်ရနေစေရန်ထိုအကြောင်းအရာများကိုသတိတရရှိနေစေရန်ပြန်လည်တွေးတိုင်းပြုံးရွှင်ရဲမောနေနိုင်စေရန်ရည်ရွယ်ပြီးပေးရခြင်းဖြစ်ပါတယ်ရှင်ထိုဖြစ်ရများသည်တာမန်မဟုတ်ဘဲထင်ရှားပြီးပေါ်လွင်နေသောဖြစ်ရများဖြစ်ပါတယ်ဖြစ်ရမှန်ဖြစ်ရများကိုအခြေခံထားပြီးဇာတ်ကားကြီးများကိုဖန်တီးထားခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာဆက်လက်ပြီးတော့အစီအစဉ်2အရာကြိုတင်မေတ္တာရက်ခံခြင်းဖြစ်ပါတယ်ခင်ဗျာဇာတ်ကားကြီးများတွင်ပါဝင်သရုပ်ဆောင်ထားသောသရုပ်ဆောင်များသည်ယခုထိတိုင်ချစ်ခင်ကြသောတငယ်ချင်းများအဖြစ်ဆက်လက်ရှိနေပါသည်ကျွန်တော်တို့အနေဖြင့်အတိတ်ကအကြောင်းအရာများကိုပြန်လည်ဖော်ကျူးထားခြင်းဖြစ်သည့်အတွက်ဖြစ်စုပ်ပန်းကိုထည့်မတွက်ပါထို့ကြောင့်တငယ်ချင်းများအနေဖြင့်ဒီကံခွင့်လွှတ်နားလည်ပြီးပါရဲ့မေတ္တာရက်ခံအပ်ပါတယ်ဆုရသွားလင်လေမိမိတို့၏စနက်ပုံများကိုထဲသွင်းအသုံးပြုထားသည့်အတွက်စိတ်မဆိုးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့အစီအစဉ်3အရာပေးရသွားမည်စုများနဲ့စကားတင်စကားများကိုဖော်ပြသွားမည်ဖြစ်ပါတယ်ရှင်ပေးရသွားမည်စုများကတော့အကောင်းဆုံးဇာတ်ကားစုက2စုတသက်တာအကောင်းဆုံးဇာတ်ဆောင်စု1စုအကောင်းဆုံးဒါရိုက်တာစု2စုအကောင်းဆုံးဇာတ်ညွှန်းစု2စုအကောင်းဆုံးဇာတ်ဝင်တေးစု2စုအကောင်းဆုံးအမျိုးသမီးဇာတ်ပို့စု3စုအကောင်းဆုံးအမျိုးသားဇာတ်ပို့စု3စုအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်စု3စုအကောင်းဆုံးအမျိုးသားဇာတ်ဆောင်စု3စုတို့ပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါခင်ဗျာစကားတင်စကားကြီးများကတော့တက်ရှိရုပ်ကျွင်း section 1မဟူယာတော့ကိုင် LYC စာကဲကျမကဇီးခွဲသီးပါမောင်ကျွန်တော်နေရတောက်ခောက်တန်မိညောက်မမိုးရိပ်နဲ့မလက်တို့ပန်းနုတွေလူမိုက်စိန်ခေါ်တန်အဆောင်မောဖုံမိတ်စာမူအာနာငါရှက်လာပြီရေစက်တို့ဒီလည်းတခါတရံမစုံစည်းတာမောင်ချပါတီစူပါကက်အနေအောင်ဆာမရိုင်းပါချစ်ချူကျိုးသွားမယ်လွမ်းလို့မကြံရဲ့စေခြင်းစာမတင်ရလို့ကြတဲ့မျက်ရည်ဒေါ်ရာစာနေဝင် the preparation of meat အနေအမောင်နေရွာကြတဲ့ပူလေး brother တို့ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အစီအစဉ်3အရာစုများကိုခွဲဖောက်ကြီးညာပေးမဲ့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်
စုများကိုတည်တည်ချာချာနဲ့မှန်မှန်ကန်ကန်အကဲပြတ်တိုင်းကြီးများကစီစစ်ရွေးချယ်ပေးထားခြင်းပဲဖြစ်ပါရဲ့ရှင်ရုပ်ရှင်ဇာတ်ကားကြီး24ကားတွေကရတင်ရထိုက်သောတရုပ်ဆောင်များကိုတည်တည်ချာချာစီစစ်ရွေးချယ်ထားခြင်းပဲဖြစ်ပါရဲ့ခင်ဗျာသတိပေးချင်တာလေးရှိပါရဲ့ရှင်မိမိအနေဖြင့်ဇက်စာအဖြစ်ပါဝင်ထားတဲ့ဇာတ်ကားတွင်ဇက်ပို့စုအနေနဲ့လည်းရနိုင်ပါရဲ့ရှင်အဓိကကတရုပ်ဆောင်ကောင်းမကောင်းပေါ်မူတည်ကခွဲလိုက်ခြင်းဖြစ်ပါရဲ့ခင်ဗျာမိမိဤတရုပ်ဆောင်မှုကဇက်ကိုအထောက်အကူပြုနေလင်တော့ဇက်ပို့စုအနေနဲ့ရရှိသွားမှာပဲဖြစ်ပါရဲ့ခင်ဗျာပရိသတ်ကြီးများရှင်ဇကားတစ်ခုကောင်းခြင်းမကောင်းခြင်းကိုဇကားတစ်ခုလုံးနဲ့ခြုံငုံကြည့်ပြီးမှဆုံးဖြတ်တတ်ကြသည်မဟုတ်လားရှင်ယခုအခါမှာတော့အကောင်းဆုံးဇကားစုများကိုကြီးညာသွားပါတော့မယ်ရှင်ယခုလိုဖွင့်ဖောက်ကြီးညာပြီးနိုင်မှာရဲ့2023ခုနှစ်အတွက်အကောင်းဆုံးဇကားစုရရှိခဲ့သောအကယ်ဒမီငိမ်းပြည့်ကိုအားလေးစားစွာဖိတ်ခေါ်အပ်ပါရခင်ဗျာမင်္ဂလာပါပရိသတ်ကြီးရှင်စမရန်ကိုရင်နဲ့ခုန်နေပါရဲ့ဟုတ်ကဲ့စမကြီးညာပေးလာမယ်ရှင်2024-2025ခုနှစ်အတွက်နေကြီးရဲ့အကောင်းဆုံးဇာတ်ကားစု People Choice Award နဲ့ရရှိတဲ့ဇာတ်ကားလေးဖြစ်ပါရဲ့ရှင်ဇာတ်ကားနဲ့များတော့သက်ရှိရုပ်ချင်း Human Force ပဲဖြစ်ပါရဲ့ရှင် Human Force သက်ရှိရုပ်ချင်းဆိုတဲ့ဇာတ်ကားကြီးကတော့တာစီ Production ကနေထုတ်လုပ်ထားပါတယ်Director ဇန်ညွန်ချမ်းမြေဦးကနေရေးဆက်ရိုက်ကူးထားပြီးနေတိုချူသစ္စာတက်ပြေစုံတို့ကပါဝင်သရုပ်ဆောင်ထားသောတိတ်ပံစိတ်ကူးရင်ဇာတ်ကားကြီးဖြစ်ပါရဲ့ရှင်ခင်မီတိုတက်သောဤပညာရည်နဲ့အတူရိုက်ကူးထားသောဒီဇာတ်ကားကြီးကတော့2024ခုနှစ်အတွက်အကောင်းဆုံးဇာတ်ကားစုကိုရရှိသွားခြင်းပဲဖြစ်ပါရဲ့ခင်ဗျာနောက်ထပ်တကားကိုလည်းထပ်မံပြီးဖွင့်ဖောက်ခြင်းညာပေးပါရန်လေးစားစွာပန်ကြားအပ်ပါရရှင်ဟုတ်ကဲ့ပါရှင်နောက်ထပ်တစ်ခါအနေနဲ့ကတော့ Oh my god Oh my god ဒီဇာတ်ကားလေးရန်ကိုမိုက်တဲ့ကားလေးပါဇာတ်ကားလေးကတော့2024-2025ခုနှစ်အတွက်နေကြီးရဲ့အကောင်းဆုံးဇာတ်ကားစုပါချစ်ချစ်ကြိုးသွားမယ်ပါချွတ်ကျိုးသွားမယ်လို့ဆိုလိုက်တာနဲ့မိမိတို့ကိုတင်ချတင်ပေးခဲ့သောဆီယာမဒေါ်တင်မိုးလွင်ကိုမျက်လုံးနဲ့မြင်အောင်မြဲဖြစ်ပါရဲ့ရှင် NC Production ကနေထုတ်လုပ်ထားပြီး Director ကျော့နဲ့ဇန်ညွန်းစုစုတို့ကနေတည်သက်လှပစွာရိုက်ကူးထားပါတယ်ဆီယာမဒေါ်တင်မိုးလွင်နဲ့တပည့်များပါဝင်သရုပ်ဆောင်ထားသောဇာတ်ကားလည်းဖြစ်ပါရဲ့ရှင်ဆရာနှင့်တပည့်ကြားကမြစ်တာတန်ရောစင်များကိုအခြေခံရိုက်ကူးထားသောဤဇာတ်ကားကြီးကတော့2024ခုနှစ်အတွက်အကောင်းဆုံးဇာတ်ကားစုကိုရရှိသွားခြင်းပဲဖြစ်ပါရဲ့ခင်ဗျာယခုလိုမျိုးဖွင့်ဖောက်ကြီးညာပေးပါတော့အကယ်ဒမီငိမ်းပြေကူအားကျေးဇူးအထူးပင်တင်ရှိပါရဲ့ရှင်ယခုကြီးညာပေးမဲ့စုကတော့တသက်တာအကောင်းဆုံးသရုပ်ဆောင်စုပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါခင်ဗျာဖွင့်ဖောက်ကြီးညာပေးနိုင်ပါရဲ့2023ခုနှစ်ကတသက်တာအကောင်းဆုံးသရုပ်ဆောင်စုရှင်အကယ်ဒမီတော်စောယူအားလေးစားစွာဖိတ်ခေါ်အပ်ပါရခင်ဗျာဟုတ်ကဲ့ပါရှင်2024ခုနှစ်အတွက်
တာအကောင်းဆုံးတရုတ်ဆောင်စုမေကြည်မောင်မဲဖြစ်ပါရဲ့ရှင် မေကြီးမောဟာဆိုရင် grade 10နှစ်မှစလို့ grade 12နှစ်ထိတိုင်အောင်ကျွန်ုပ်တို့ယင်ထဲမှာထောင်စင်ရှိနေသောဆီယာမတအုပ်ဆိုလည်းမမှားပါဘူးရှင်တပည့်များအပေါ်ထားရှိသောသူမ၏စေတနာဟာပေါ်လွင်လှပါရဲ့ရှင် သူမ၏မေတ္တာစေတနာဂိနာတို့ကိုလေးစားခုံယူသောအပြင်2024ခုနှစ်အတွက်တသက်တာအကောင်းဆုံးသက်ဆောင်စုကိုရရှိခဲ့ခြင်းပဲဖြစ်ပါရခင်ဗျာ ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့ကြီးညာပြီးသွားမယ်ဆိုကတော့အကောင်းဆုံးဒရိုက်တာဆိုပဲဖြစ်ပါရဲ့ရှင် ဇာကာတကာကိုပုံဖော်အသက်သွင်းတဲ့နေရာမှာဒရိုက်တာဟာအရန်ကိုအရေးကြီးပါရဲ့ခင်ဗျာ ယခုအခါမှာတော့2024-2025ခုနှစ်အတွက်အကောင်းဆုံးဒရိုက်တာစုတွေကိုကြီးညာပြီးသွားပါရမယ်ရှင် ယခုလိုခွင့်ဖောက်ကြီးညာပြီးနိုင်မှာရဲ့2023ခုနှစ်အတွက်အကောင်းဆုံးဒရိုက်တာဆုရှင်ညံမျိုးထက်ကိုမျိုးစားစွာဖိတ်ကြားအပ်ပါရဲ့ခင်ဗျာ 2024-2025ခုနှစ်အတွက်အကောင်းဆုံးဒရိုက်တာစုမိညမွန်မွန်တမ်းပဲဖြစ်ပါတယ်ခင်ဗျာ ဒရိုက်တာမွန်မွန်တန်ဖားမဟာဆိုရင်မင်းညောင်စကားကိုပုံဖော်အသက်သွင်းရာတွင်အလုံးမတန်လက်ရမြောက်ခဲ့ပါရဲ့ရှင်မင်းညောင်စကားကြီးကို Trend Production ကနေထုတ်လုပ်ထားပြီးဒရိုက်တာမွန်မွန်တန်ကပုံဖော်ရိုက်ကူးထားပါတယ်တရုတ်ဆောင်အားဖြင့်ကြည်ဖြူစင်တန်ကောင်းစောဟိန်းဆီယာမတော်တင်မိုးလင်းတို့ကပါဝင်တရုတ်ဆောင်ထားပြီးဇညင်းကတော့ထထဝေပဲဖြစ်ပါရဲ့ရှင် အလုံးမတန်ပူပက်လာပါတော့ရုပ်ချက်တွေဟာဆိုရင်ဒရိုက်တာမွန်မွန်တန်းရဲ့အားသာချက်တွေဖြစ်ပြီးဇာကာတစ်ခုလုံးကိုရတာမျိုးမျိုးရအောင်ရိုက်ပြသွားနိုင်တဲ့ဒရိုက်တာမွန်မွန်တန်းကတော့2024ခုနှစ်အတွက်အကောင်းဆုံးဒရိုက်တာဆုကိုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ အိမ်မများကိုတည်ဖန်စဉ်ယုံကြည်ခြင်းနဲ့ရှေ့ဆက်ရင် ဆက်လက်ပြီးတော့နောက်ထပ်ဒရိုက်တာစုတစ်ခုကိုထပ်မံကြီးညာပေးပါရန်မြစ်တာရက်ခန့်အပ်ပါရှင်နောက်ထပ်တကားလေးကတော့ပရိသတ်ကြီးကိုနဲ့ထပ်တူကြားမယ်လို့ထင်ပါတယ်ခင်ဗျာ2024-2025ခုနှစ်အတွက်အကောင်းဆုံးဒရိုက်တာစုကတော့အမောင်နေရွာကြတဲ့ဘိုးလေးချမ်းမြေဦးပဲဖြစ်ပါတယ်ခင်ဗျာ ဒရိုက်တာချမ်းမြေဟူအားဆိုရင်ဒီဇာတ်ကားတွင်မိမိကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီးရိုက်ခွင်းနောက်ွယ်တွင်လည်းရိုက်ချက်တွေကိုပိုင်နိုင်စွာလုပ်ကိုင်နိုင်တဲ့သူဖြစ်ပါရဲ့ရှင်အမောင်နေရွာကြတဲ့ပူလေးဇာတ်ကားကြီးကိုတာကြီး production ကနေထုတ်လုပ်ထားပြီးဒရိုက်တာချမ်းမြေဦးနဲ့ဇန်ညွန်းရွှဲမြတ်ပန်ဦးတို့ကပုံဖော်ရိုက်ကူးထားပါတယ်သရုပ်ဆောင်များအနေနဲ့ကတော့ဒရိုက်တာချမ်းမြေဦးစုစုသိန်းကပါဝင်သရုပ်ဆောင်ထားသောဇာတ်ကားကြီးဖြစ်ပါရဲ့ရှင် ဒရိုက်တာချမ်းမြေဦးရဲ့ရိုက်ချက်တရားဆိုလို့ရှိရင်အဖြူနဲ့အမဲကိုသာပိုင်ပိုင်နိုင်နိုင်အသုံးပြုသွားပြီးမိမိပေးချင်သော message ကိုပရိသတ်ရင်းနဲ့ထိထိမိမိရအောင်ပေးနိုင်သွားခြင်းပဲဖြစ်ပါတယ်။ထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးဒရိုက်တာဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ယခုလိုဖွင့်ဖောက်ကြီးညာပြီးပါသော Academy Director ညံမျိုးတအားအထူးပင်ကျေးဇူးတင်ရှိပါရရှင် ဟုတ်ကဲ့ပါခင်ဗျာဆက်လက်ပြီးတော့ဇညွန်းစုများကိုကြီးညာသွားပါတော့မယ်ခင်ဗျာ ဇကားရရဲ့ပေကိုင်ရှင်ဇန်ညွန်းဆက်အိမ်ဟာလည်းဇကားတကားအတွက်အလွန်အပင်ရေးကြီးပါရရှင် ယခုအခါမှာတော့2024-2025ခုနှစ်အတွက်အကောင်းဆုံးဇညွန်းစုတွေကိုကြီးညာသွားပါတော့မယ်ခင်ဗျာ
ကြီးညာပေးပါရန်2023ခုနှစ်အတွက်အကောင့်ဆုံးစံညွှန်းစုရှင်မတ်စုပြည့်သိန်းအောင်လေးစားစွာဖိတ်ကြားအပ်ပါရရှင် Emily ပြောလိုက်တာရှင်သူလေးရမယ်လို့စကနေရတွေ့ပြီးသား2024-2025ခုနှစ်ရဲ့အကောင်းဆုံးစံညွှန်းစုရတော့စူပါတက်ကထထဝေဖြစ်ပါတယ်ရှင် ထထဝေရဆိုရင်သူမဤအရေးသားပိုင်နိုင်မှုကိုအသုံးချသွားကဇက်ကိုလှလှပပရေးသွားနိုင်ခဲ့ပါတယ်ရှင်စူပါကတ်ဇက်ကားကြီးကို Tron Production ကနေထုတ်လုပ်ထားပြီး Director ကျော်ဇင်ယွန်းထထဝေတို့ကပုံဖော်အသက်သွင်းရိုက်ကူးထားပါတယ်တရုတ်ဆောင်များကတော့ကင်းဆန်နီဝေလင်းအောင်ဇွဲမြတ်ပိုင်တို့ကပါဝင်တရုတ်ဆောင်ထားပါတယ် ထထဝီရဲ့ပိုင်နိုင်လာတော့အရေးသားစွမ်းရည်တွေဆိုရင်ဇက်ကားကြီးတစ်ခုလုံးကိုချုပ်ကင်နိုင်ခဲ့ပါတယ်။ဇက်အိမ်ခိုင်ခိုင်ဖြင့်ရေးသားထားသောဇာတ်လမ်းသည်ပရိသတ်ရင်ထဲကိုပန်းရောက်စေခဲ့ပါတယ်ခင်ဗျာ။ထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးဇာတ်ညွှန်းစုကိုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်တစ်စုကိုလည်းထပ်မံဖွင့်ဖောက်ကြီးညာပေးနိုင်ပါရဲ့မြစ်တာရဲ့ခံအပ်ပါရဲ့ရှင်ဒူလီဟာလေဒူရရှိခြင်းနဲ့ဖေးမှာပါတဲ့သူလေးပါနော်ဒူလီရအရင်ကိုမကွန်းမခေါင်ကြီးလေးနဲ့ဖို့နော်2024-2025ခုနှစ်အတွင်းအကောင်းဆုံးစံညွှန်းစုရတော့စံပြလူချတဲ့မြေကြီးဆွေးမြေပါဦးဖြစ်ပါစီဆွေးမြတ်ပန်ကတော့ဆရာနဲ့တပည့်များကြားကမေတ္တာတရားကိုရုံလုံးပေါ်အောင်ရေးသားနိုင်ခဲ့ပြီးဂိယနာရတတွေကိုပါထည့်သွင်းရေးသားလိုက်ခြင်းကြောင့်ကြည်မိသူတိုင်းပြီးပြီးဖြာစီခဲ့တာတော့အမှန်တကယ်ပါရှင်။စံပြန်လို့ကြတဲ့မြေဇကားကြီးကို NC Production ကနေထုတ်လုပ်ထားပြီး Director ဖြိုခန့်ကိုစံညွှန်းဆွေးမြတ်တို့ကအသက်သွင်းပုံပေါ်ထားကအဓိကပြုဆောင်နေတဲ့ဆီယာမတော်နီလာထွေးနဲ့ Great ကျဲចောင်းသူចောင်းသားများပါဝင်ပြုဆောင်ထားပါရဲ့ရှင်ဆွေးမြေပိုင်ဦးရဲ့ပြောင်းပြောင်းလာသောအရေးသားစွမ်းရည်တွေကဆိုရင်ပရိသတ်များထံထင်ကျန်ရစ်စေခဲ့ပါလေခင်ဗျာဇက်ကားတစ်ခုလုံးကိုရသမျိုးစုံနဲ့အောင်ရေးသားနိုင်ခြင်းဟာသူ့အတွက်အလွန်မတန်ကိုထူးခြားတဲ့စွမ်းရည်ဖြစ်ပါလေခင်ဗျာထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးဇာတ်ညွှန်းစုကိုရရှိခဲ့ခြင်းပဲဖြစ်ပါလေခင်ဗျာယခုလုံးဖွင့်ပေါက်ကြီးညာပေးပါတော့အကယ်ဒမီစုပြည့်သိမ်းအားအလွန်ပင်ကျေးဇူးတင်ရှိပါရရှင်ဟုတ်ကဲ့ပါခင်ဗျာဆက်လက်ပြီးတော့ကြီးညာသွားမယ့်စုကတော့အကောင်းဆုံးဇက်ဝင်တေးစုတွေပဲဖြစ်ပါတယ်ခင်ဗျာဇက်ကတကရဲ့ခန်းစားချက်ဆိုလိုချက်တွေကိုပုံမနားလျက်လွယ်ကူစေရဇက်ကတစ်ခုလုံးကိုပုံဖော်တဲ့အခါမှာဇက်ဝင်တေးဟာမရှိမဖြစ်လိုအပ်တဲ့အရာမဟုတ်ပါလားရှင်ယခုအခါမှာတော့2024-2025ခုနှစ်အတွက်အကောင်းဆုံးဇက်ဝင်တေးများကိုကြီးညာသွားပါတော့မယ်ခင်ဗျာယခုလုံးဖွင့်ပေါက်ကြီးညာပြီးနိုင်ပါရဲ့2023ခုနှစ်ရဲ့အကောင်းဆုံးဇက်ဝင်တေးစုရှင်မတ်သစင်ကိုအားလေးစားစွာဖိတ်ကြားအပ်ပါရဲ့ရှင်မင်္ဂလာပါရှင်ကျမတို့သစင်ကိုပဲဖြစ်ပါရစေဟုတ်ကဲ့ကျမတချင်းတွေကိုဖွင့်ပေါက်ကြီးညာပေးပါရမယ်ရှင်2024-2025ခုနှစ်အတွက်အကောင်းဆုံးဇက်ဝင်တေးလေးကတော့ Oh my god မောက်ချပါတီယာကျော်တဲ့ဦးပဲဖြစ်ပါရစေ
ကျော်သက်ဦးဟာဆိုရင်မိမိကိုယ်တိုင်ပါဝင်တရုပ်ဆောင်ထားသောဇာတ်ကားကြီးတွင်ချိုသားသောတန်စင်များဖြင့်တီးဆိုအသက်သွင်းခဲ့ပါရဲ့ရှင်။မောင်ချပါဒီဇာတ်ကားကြီးကိုတော့ Steady Production ကနေထုတ်လုပ်ထားပြီး Director မွန်မွန်တန်ဇညွန်းကတော့သက်မွန်မြင့်တို့ကနေဖန်တီးရိုက်ကူးထားပြီးတရုပ်ဆောင်များအနေနဲ့ကျော်သက်ဦးရှင်ဝရီစီယာဦးတို့ကပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်။ မယဉ်ကျေးမှုနဲ့အိန္ဒိယယဉ်ကျေးမှုတို့ကြားကွဲပြားမှုဒလိထုံးတမ်းတွေကိုတည်တည်ချာချာတည်တတ်လှပစွာရိုက်ကူးထားပြီးဇက်ဝင်တီးဟာဆိုလို့ရှိရင်လည်းဇက်ကားတစ်ခုလုံးအတွက်အလုံးပြည့်စုံနေတော့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးဇက်ဝင်တီးစုကိုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ 2024ခုနှစ်အတွက်အကောင်းဆုံးဇဝင်တီးစုရရှိခဲ့သောတရဏီမရဏီဆိုတဲ့သချင်းလေးကိုပရိသတ်ကြီးအားဖွင့်ပြပေးခြင်းပါရရှင် मुश्किल दो लफ्जों में ये बयां ना हो पाए एक लड़का एक लड़की की ये कहानी है नहीं दो लफ्जों में ये बयां ना हो पाए तेरी मेरी मेरी तेरी प्रेम कहानी है मुश्किल दो लफ्जों में ये बयां ना हो पाए एक दूजे से हुए जुदा जब एक दूजे के लिए बने तेरी मेरी मेरी तेरी प्रेम कहानी है मुश्किल दो लफ्जों में ये बयां ना हो पाएနောက်ထပ်တကားကိုလည်းဖွင့်ပေါက်ကြီးညာပေးပါရဲ့လေးစားစွာမေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ကျမနောက်ထပ်တကားကိုလည်းဖွင့်ပေါက်ကြညာပေးပါမယ်ရှင်။ဒါမှမဟုတ်လေနှစ်ပတ်25လုံးနဲ့တွေ့အကောင်းဆုံးဇဝင်တေးစုကတော့ကိုမိုက်ကိုကျမရောက်စီချင်တဲ့ကားလေးပါရှင်။ရေစက်တူတည်တဲ့တကားတည်းမဆုံးစည်းပါစကားလေးကမနှင်းစုဝင်မယ်ပါရစေ။ မန်နင်းဆိုရာဆိုရင်မိမိကိုယ်တိုင်ပါဝင်တရုပ်ဆောင်ထားသောဤဇာကားကြီးတွင်သူမဤထိုးထားသောအတန်ဖြင့်ဇဝင်တေးကိုတီးဆိုထားသည်မှာအထူးကောင်းမွန်လာပါတယ်ရှင်။ Nature Production ကနေထုတ်လုပ်ထားပြီး Director ကျော့နှင့်ဇညွန့်စုတို့ကနေတွဲလုံးညီညီရိုက်ကူးထားပါတယ်။နေစုဝေမြို့ပါပါခိုင်စိုင်းဝနကျော်တို့ကအဓိကတရုပ်ဆောင်များအဖြစ်ပါဝင်တရုပ်ဆောင်ထားပါတယ်ရှင်။ ငယ်တို့ဤငယ်စဉ်ဘဝကအခြေပြဿနာများကိုစက်အိမ်ခိုင်ခိုင်နဲ့ရိုက်ကူးထားပြီးပရိသတ်အားပေးမှုအကျဉ်းဆုံးဇာတ်ကားတွေကလည်းဖြစ်ခဲ့ပါရဲ့ခင်ဗျာဇာတ်ကားတစ်ခုလုံးကိုကြည့်နေရင်မျက်ရည်ဖြန်းဖြန်းကြအောင်လုပ်နိုင်ခဲ့သောဒီဇာတ်ကားဤဇဝင်ဒီကတော့2024ခုနှစ်အတွက်အကောင်းဆုံးဇာတ်ကားစုကိုရရှိခဲ့ခြင်းပဲဖြစ်ပါရဲ့ခင်ဗျာ ဟုတ်ကဲ့ပါရှင်ပရိသတ်ကြီးအတွက်2024ခုနှစ်အတွက်အကောင်းဆုံးဇဝင်တီးစုရရှိခဲ့သောအနောက်အဖွဲ့ဆွဲသချင်းလေးကိုဖွင့်ပြပေးလိုက်ပါရရှင် ကိုမလိုက်ဘူးလို့ညင်းမယ်ဆိုရင်ကိုတတ်တယ်ပါ ဆောင်စီဘူးကမဖြစ်နိုင်ဘူးလားနောက်ဆုံးရတဲ့ချိန်လေးများယူမရှိစတူတာငါတို့ဖြစ်လာ So listen my side to you ma baby and me now put her Piazza culo set tweet like get in with ma No just got it pure in me Keep up concentration with me We can no saying no limit You die me, she's that body, no
ခုလိုဖွင့်ပေါက်ကြီးညာပေးပါတော့အကယ်ဒမီဒဇင်ကိုကိုအားအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာ ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့အကောင်းဆုံးအမျိုးသမီးဇက်ပို့စုများကိုဖွင့်ဖောက်ခြင်းများပေးပါရမယ်ရှင် ဇလန်တစ်ခုမှာဇက်ကိုအကောင်းဆုံးထောက်ပံ့ရေးဇက်ရည်လဲအောင်လုပ်ပေးနိုင်သူတွေကတော့ဇက်ပို့တေးဆောင်တွေပဲဖြစ်ပါလေခင်ဗျာ ယခုအခါမှာတော့2024-2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ပို့စုများကိုကြီးညာပေးသွားပါရမယ်ရှင် ယခုလိုပင်ဖောက်ကြီးညာပြီးနိုင်ပါရဲ့2023ခုနှစ်ရဲ့အကောင်းဆုံးအမျိုးသမီးဇက်ပို့စုရှင်မတ်အီချမ်းကြီးအားဝီဇာစွာဖိတ်ကြားအပ်ပါရခင်ဗျာ ဟုတ်ကဲ့ပါရှင်ပရိသတ်ကြီးများစမအခုအကောင်းဆုံးမျိုးသမီးဇက်ပို့စုအငယ်စုလေးကိုကြီးညာပေးပါရမယ်ရှင်2024-2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ပို့စုအငယ်စုရတော့ Oh my god ဖြူဖြူတစ်တစ်လေးပါတဲ့သူကလေတရန်ချစ်စရာကောင်းတာဖြူဖြူတစ်တစ်လေးတွေကဟီနာမင်းဖြစ်ပါရဲ့ရှင် The preparation of meet the admin စကားကြီးအနေရရှိရဖြစ်ပါရဲ့ ခေမန်နေရဆိုရင်သူမဤချစ်စရာကောင်းသောအပြုအမူများနှင့်ဤဇာကားကြီးတွင်ပါဝင်တည်ဆောင်ခဲ့ပါရဲ့ရှင်နေဝေးကနေကြောင်းပြောင်းလာပြီးကြောင်းအသစ်တွင်ချစ်သူကောင်းလေးနှင့်ချစ်ကြိုက်မိသောအချစ်ယူမလေးဟိမန်နှင့်အဖြစ်တည်ဆောင်ခဲ့ပါရဲ့ရှင်ချစ်သူကောင်းလေးအပေါ်ထားရှိသောသူမဤချစ်ချင်းတရားတို့ကိုပြည်ပြင်းစွာပြေဆောင်နိုင်ခဲ့ပါရဲ့ရှင် The preparation of Mitan အနည်းစကားကြီးကိုတော့ True Production ကနေထုတ်လုပ်ထားပြီး Director ငင်းချိုးနဲ့ဇန်ညွှန်းလဲလဲနိုင်တို့ကပုံဖော်ရိုက်ကူးထားပါတယ်။တရုတ်ဆောင်များအနေနဲ့ကတော့တန်ထက်အောင်ဟေမန်နင်းတို့ကအဓိကပါဝင်တရုတ်ဆောင်ထားပါတယ်ရှင်။ သူမဤချစ်စရာကောင်းသောမျက်နာလေးဟာဒီဇကားအတွက်အလုံးကိုလိုက်ဖက်မှုရှိနေပါလေခင်ဗျာဇကားတစ်ခုလုံးကိုအသက်ဝင်အောင်သူမကပဲအထောက်အကူပြုသွားပြီးမှအထင်ရှားဖြစ်နေပါလေခင်ဗျာထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ပို့စုအငယ်စုကိုရရှိခြင်းပဲဖြစ်ပါလေခင်ဗျာ ပရိသတ်ကြီးများအတွက်ဟေမန်နီရဲ့ဇက်ကွက်တချို့ကိုဖွင့်ပြပေးလိုက်ပါရရှင် ကျမနာမည်ကဟိမန်နေပါကျမအခုမှငဖျက်ပြောင်းလာလေတကယ်ချင်းနေစဉ်ဟိုကအလေခွင့်တဲ့ကြောက်ကငါ့ကိုကြည့်နေတယ်လို့နော်ငါချိန်ရလားမသိဘူးနင်တို့နော်ငါ့ကိုမိသားအနေနဲ့လိုက်မစားနဲ့ဘာမှကြိုက်ငါကိုတိတ်ချတာဟာတော်လဲတော်တယ်တော်လဲဆိုတော့ယောက်ျားလေးနဲ့တောင်းပါမင်းကလေးဆိုရင်တော့မရှင်းနဲ့ဘောဟာတရားကြပြီးပြီပဲဟာအခုလိုမျိုးလက်ခွေစားလိုက်မယ်လို့ပေပေဒစီယာပါကျုပ်ကောင်းတယ်ဟာဘောရာချင်မတိုက်ဆိုင်လို့နားခွေခဲ့ကြပြီမဲ့ဘာကျုပ်အရင်ချစ်တာဟာဒါပေမဲ့ငါသူ့အခုကြည့်နေရဲဆိုတာတော့ငါသူ့သိစိတ်ချင်နေတာဘာမှဟုတ်တဲ့ကိစ္စလေးတခုတည်းနဲ့သူငါ့ကိုဘလော့ခဲ့ဒါပေမဲ့ငါသူ့အမြင်နဲ့ခုလိုနေမှာပါအဲ့လိုလဲဆိုငါသူ့ပြန်ချစ်တယ် ဟုတ်ကဲ့ပါခင်ဗျာဆက်လက်ပြီးတော့နောက်ထပ်တစ်စုကိုထပ်မံကြီးညာပြီးဖို့မြစ်တာရက်ခံအပ်ပါလေခင်ဗျာ
တကားကတော့ဟုတ်တယ်အတန်းထဲမှာဆိုလို့ရှိရင်ပေါ့နော်ရှေ့ဆုံးကနေရရင်ဒုတိယမြောက်အတန်းမှာထိုင်နေတရားဖြစ်ပါတယ်ဘယ်သူရေးဖြစ်မလဲဆိုတော့2024-2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ပိုစုအလက်စုရရှိတဲ့သူကတော့ခိုင်စာအောင်မဟူရတော့ကိုင်ချမာရရှင် ခိုင်စာအောင်ဟာဆိုရင်သူမဤကျွမ်းကျင်ပိုင်နိုင်သောသရုပ်ဆောင်စွမ်းရည်တို့ဖြင့်ဇာတ်ကားတစ်ခုလုံးကိုစွမ်းဆောင်နိုင်ခဲ့ပါရဲ့ရှင်သူမတငယ်ချင်းတွေဤဆုံးဖြတ်ချက်အရာလိုက်လာခဲ့ရပေမယ့်အိမ်ကမိခင်ကြီးကိုဒုက္ခရောက်နေခြင်းတန်းတမိသူဒုက္ခတော်ကြီးတဲ့ကရုံးထွက်ခြင်းမိမယ်လွတ်လပ်မရှိသူမိမိအချစ်ဆုံးတငယ်ချင်းသေဆုံးသွားချိန်မှာမိမိကိုယ်တိုင်အပြစ်မကင်းသလိုခံစားရပုံတို့ကိုပေါ်လွင်အောင်တရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်။မဟူရတော့ကဇက်ကားကြီးကိုတော့ Tom Production ကနေထုတ်လုပ်ရိုက်ကူးထားပြီးဒါရိုက်တာကိုသားညီအာယုံဦးဇက်ညွန်းကတော့အောင်ထူးသက်ပဲဖြစ်ပါရဲ့ရှင်။အဓိကတရုပ်ဆောင်များကတော့ရှင်မျိုးလင်ခိုင်စာအောင်ရှွန်းလက်လက်နိုင်ရင်းဝရီဇေယျဦးတို့ကပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်။ သူမဤတရုပ်ဆောင်ကျွမ်းကျင်မှုတို့ကိုအသုံးချသွားကမျက်လုံးရက်ခုံးအမူအရာတို့ဟာတခြားသူကိုတုံ့လုံချောက်ချအောင်လုပ်နိုင်စွမ်းရှိခဲ့ပါလေခင်ဗျာထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ပိုစုအလက်စုကိုရရှိခဲ့ခြင်းပဲဖြစ်ပါလေခင်ဗျာ ပြည်သက်ကြီးများအတွက်ခိုင်စာအောင်ရဲ့တရုပ်ဆောင်မှုဇက်ကွက်တချို့ကိုခွင့်ပြပေးလိုက်ပါရရှင်ဒီအိမ်လူတွေမနေဘူးနဲ့တွေ့နော်ယောအဆဆရရဂယူးဆိုင်နော်ယော စိတ်ပူပါနဲ့တငယ်ချင်းရဲ့ဇေယျတို့အဖွဲလည်းရှိနေရပဲ။ဒါလို့ကြုံမှာပါ ယောเนี่ยအခုလိုတရားလားအကြိုက်ပါငါနေခီးမဆိုင်နိုင်လေရွေးရဲ့စပါကြောက်ပါလေစမမတပါလေစပါလို့ကျလဲစလို့ကျလာကျမပေးမယ်စမတကူချန်တာပြပါရှင်စမကြောက်လို့ပါအမေစကားသမီးနားမထောင်မီလို့သမီးဒုက္ခရောက်တော့မယ်အမေငါလုံးအရှုံးမပေးဘူးငါတငယ်ချင်းတွေအတွက်ငါပြန်လက်စားချေမယ်ငါအသက်ကိုလာယူလေလာဒါပေမဲ့နေအသက်ကိုငါပြန်ယူပြမယ်ဒါငါတငယ်ချင်းတွေအတွက်ပဲဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့နောက်ထပ်တစ်ခုကိုလည်းကြီးညာပေးပါအောင်ရှင်အကောင်းဆုံးအမျိုးသမီးဇက်ပိုစုအကြီးစုကိုကြီးညာပေးပါရမယ်2024-2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ပိုစုအကြီးစုကိုရရှိသွားတဲ့သူကတော့ဒီနေ့မှာကြောင်ပြောင်းလာတဲ့တယောက်ထဲကဖြစ်ပါတယ်သူ့နာမည်ကတော့ရှွန်လက်ဖြစ်ပါတယ်အနက်ရောင်ဆာမူရိုင်းဇက်ကိုင်းနဲ့ရရှိတာဖြစ်ပါရဲ့ရှင်ရှောလဲဟာဆိုရင်သူမဤလှပသောခန္ဓာကိုယ်အချိုးစားတို့ဖြင့်အဖြူရောင်တိုင်းပြည်ရဲ့အရှင်ဘုရင်မလေးပမာအိမ်ရှိစံမင်းသမီးလေးအဖြစ်တရုပ်ဆောင်ထားခဲ့ပါရဲ့ရှင်။ဖခင်ကြီးရဲ့အမွေတိုင်းပညာကိုသင်ယူပြီးပြိုင်ပွဲတွေမှာအနာရရှိက
စူးစိတ်များစွာကိုတိမ့်ပိုက်နိုင်ခဲ့သောမင်းသမီးလေးရိုးရိုးအဖြစ်တရုပ်ဆောင်ခဲ့ပါရဲ့ရှင်သို့တော့သူမ၏တဦးရဲသောပြိုင်ဘက်ဖြစ်သောအနက်ရောက်တိုင်းပြည်ကမင်းသမီးနှင့်အချစ်စစ်ပွဲမှာသူတို့နှစ်ယောက်စလုံးရှုံးနိမ့်ခဲ့ရပါရဲ့ရှင်သူမ၏ရင်ထဲမှာခံစားနေသောအချစ်မီးတောင်များကိုမျက်လုံးမျက်ခုံးတို့ဖြင့်ပုံဖော်သွားသည်မှာပြည်ပြင်းလွန်းလာပါရဲ့ရှင်အနက်ရောက်စာမူရိုင်းဇာတ်ကားကြီးကိုတော့ T3 Production ကနေထုတ်လုပ်ထားပြီး Director မျိုးပပခိုင်ဇက်ညွန်းကတော့သက်မော်မြင့်တို့ကဖန်တီးရိုက်ကူးထားပြီးအဓိကတရုပ်ဆောင်များကတော့ငင်းပြေကိုဖြိုးစာနီရှောလက်ဘင်းခန့်ကျော်တို့ကပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်ရှွန်းလက်ဤထူးခြားလာပါသောတရုတ်ဆောင်ချက်တွေဟာပရိသတ်ကိုတကားလုံးဆွဲဆောင်နေခဲ့ပါတယ်ခင်ဗျာထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ပိုစုအကြီးစုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာရှွန်းလက်ဤကောင်းနိုးရာရာတရုတ်ဆောင်ဇက်ကွက်များကိုပရိသတ်ကြီးများအားဖွင့်ပြပေးကြပါရရှင်ခမဲရောဖြစ်စေခြင်းနဲ့တိုင်းလောကရဲ့အရှင်ဘီယမတပါကျမရအောင်လုပ်ပြမယ်လို့ခမဲရောကတိပေးပါတယ်ခမဲရောတင်တိုင်းပြည်ကိုတင်ပြန်တော့ကုကုမရှောက်ရထားကထောက်ကျင်သွေးမတောက်ဖက်ရမွေးဘူးနော်ကျတော့ဒါမထွက်ခင်တင်ပြန်တော့什么是有钱的股票？什么是我手上不开来呢？现在你讲没有？他们的给吃的手来这么低嘞？大妹妹，你是说你干嘛进来么嘞？啊，你打你要干？但路路嘛来吃路亚嘛嘞？第二次是我嘛？什么小妹妹们？什么也爱吃嘴呀？是开吧股票哎？哎呀，什么有钱没吧呢？我可是阿龙哦，算了不，送下来比姑姑耶。你那个家哈，阿蹦第二阿龙，切片来讲呢。ယခုလုံးဖွင့်ဖောက်ကြီးညာပေးပါတော့အကယ်ဒမီအေးစမ်းမြေအားအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာယခုအခါမှာတော့အကောင်းဆုံးအမျိုးသားဇက်ပိုစုများကိုကြီးညာပေးသွားပါတော့မယ်ခင်ဗျာ2024-2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုစုများကိုဖွင့်ဖောက်ကြေညာပေးနိုင်ပါရဲ့2023ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုစုရှင်ဖြိုးခန့်ကိုကိုအားလေးစားစွာဖိတ်ကြားအပ်ပါရှင်2024-2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုစုအငယ်စုကိုရရှိသွားတဲ့သူကတော့အသားလေးနည်းနည်းမဲတယ်ခင်ဗျာဝီလေးအောင်မဲဖြစ်ပါရဲ့ခင်ဗျာဝေလင်းအောင်ဟာဆိုရင်သူဤတမူထူးခြားသောတရုပ်ဆောင်စွမ်းရည်တို့ဖြင့်ဤဇာတ်ကားကြီးတွင်ပါဝင်တရုပ်ဆောင်ခဲ့ပါရဲ့ရှင်အထက်တန်းကျောင်းကိုအသစ်ပြောင်းလာတဲ့မျက်မှန်နဲ့ကောင်းမလေးကိုယူယူမူမူချစ်ခဲ့မိသူဝေကြီးအဖြစ်တရုပ်ဆောင်ခဲ့သည်မှာဇာတ်ကားတစ်ခုလုံးကိုအထောက်အကူပြုခဲ့ပါရဲ့ရှင်သူအနေနဲ့ထိုကောင်းမလေးအပေါ်ထားရှိသောချစ်ချင်းတရားတို့ကိုဘယ်လိုမျိုးသက်သေပြမလဲဆိုတာကိုလည်းပေါ်လွင်အောင်တရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်မိမိ၏ရင်ထဲအသေးတွေကဖြစ်ပေါ်လာသောအချစ်စစ်တို့ကိုပေါ်လွင်ထင်ရှားအောင်တရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်စူပါကတ်ဇာတ်ကားကြီးကိုတော့ Tom Production ကနေထုတ်လုပ်ထားပြီးဒရိုက်တာကျော်နဲ့ဇန်ညွန်းထထဝေတို့ကပုံဖော်ရိုက်ကူးထားပါတယ်အဓိကတရုပ်ဆောင်များအနေနဲ့ဝေလင်းအောင်တင်းဆန်နီရွဲမြက်ပန်တို့ကပါဝင်တရုပ်ဆောင်ထားပါတယ်ရှင်ဝေလင်းအောင်ဟာဆိုရင်သူဤရင်ထဲမှာခံစားရသောခံစားချက်ကို
ပရိသတ်ရင်ထဲရောက်အောင်ပို့နိုင်ခဲ့သူဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့တရုပ်ဆောင်မှုတွေဟာဆိုရင်အလုံးမတန်ပင်ပျောင်မြောက်လွန်းလာပါတယ်ခင်ဗျာထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုစုအငယ်စုကိုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ဝေလင်းအောင်ရဲ့တရုတ်ဆောင်မှုဇက်ကွက်တချို့ကိုပြည်သက်ကြီးများအားဖွင့်ပြပေးလိုက်ပါရှင် ဟဲ့လေဒီနေ့ကောင်းမလေးတယောက်ငေါ့ကြောင်ပြောင်းလာတယ်မျက်မှန်လေးနဲ့စားတော်မဲ့ပုံမဲ့ကွာအသက်ကတော့ငါ့ထက်ကြီးမဲ့နဲ့တူရဲ့မမဘောကွာစူပါကလီနေပါဦးကျွန်တော်စကားပြောချင်တော့ ဒီမှာရှင်ဒီမှာဘာစပါကလဲစမဝနမရှိရဲ့ရှင်အဲ့လိုမျိုးမခေါ်ပါနဲ့ ကျွန်တော်မနာမည်မသိတာဒီလိုပဲစူပါကဲဆိုပြီးတော့ချစ်စလုံးနဲ့ခေါ်မိရပါဗျာ sorry ပါဗျာကျွန်တော်တကယ်မသိလို့ပါဒါနဲ့ကျွန်တော်မမကိုချစ်တယ် Mama turn the world up in my name. All in the soul, you're not great. Mama, I'm changing the water, okay. Mama, I'm changing the water, မနေ့ဖြန်မမရဲ့မွေးနေ့ပဲငါမမကြိုက်တဲ့ပစ္စည်းလေးတွေအယုတ်ကလေးတွေကိုငါဝယ်ပေးရမှာပဲဟုတ်တယ်ငါမမကို birthday present ပေးရမယ်ငါစာဝငါဘယ်လိုရေးရမလဲအရင်ဆုံးငါအကျဉ်းရေးကြည့်ရမယ်ဟုတ်တယ်ငါအကျဉ်းရေးရမယ်ကျွန်တော်ပြန်ချစ်ပေးပါလားဗျာကျွန်တော်မမကိုတကယ်ချစ်တာပါဗျာမောင်မကျွန်တော်မရလို့ရှင်ကျွန်တော်တီးလိုက်မယ်ဗျာကျွန်တော်ပြန်ချစ်ပေးပါတော့မနော်မရဲ့မကျွန်တော်လက်မခံနိုင်တာတီးရမယ်ကျွန်တော်မောင်မေးလို့မရဘူးဖြစ်နေကျွန်တော်မောင်တည်းတည်ချက်သွားမှာပါဗျာကျွန်တော်မောင်ဘယ်ချိန်မျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်ချစ်နေရဲဆိုတာဘာယုံကြည်ပေးပါတကယ်လို့မရွေးချယ်မှုကျွန်တော်မဟုတ်ခဲ့ဘူးဆွဲတာကျွန်တော်ချစ်နေကိုလည်းရောက်ပေးပါဗျာကျွန်တော်မောက်ချစ်တယ်ဘယ်သူနဲ့မှမတူရဲ့အချစ်မျိုးနဲ့ကျွန်တော်မောက်ချစ်တာပါ ဆက်လက်ပြီးတော့နောက်ထပ်တစ်စုကိုလည်းဖွင့်ဖောက်ကြီးညာပြီးဖို့မြစ်တာရက်ခတ်အပ်ပါရဲ့ရှင်နောက်ထပ်တစ်စုကတော့ oh my god 2024-2025 ခုနှစ်ရဲ့အကောင်းဆုံးအမျိုးသားစပို့စုအလက်စုကတော့ခင်ဗျာဘာလို့ထင်လဲဟုတ်ကဲ့ပါခင်ဗျာဖြိုးစာနီပဲဖြစ်ပါလေခင်ဗျာချက်နောက်နဲ့တောက်ခေါင်တဲ့စကားနဲ့ရရှိတာဖြစ်ပါလေခင်ဗျာ ဖြိုးစာနီဟာဆိုရင်သူဤတက်မြောက်ထားသောတရုတ်ဆောင်စွမ်းရည်တွေကိုအကောင်းကောင်းအသုံးချသွားကဇာတ်ကားတစ်ခုလုံးကိုလိုရာရောက်အောင်ပို့နိုင်ခဲ့ပါရဲ့ရှင်မိမိတိတ်တခုချစ်ခဲ့ရသောတငယ်ချင်းဒုက္ခရောက်နေချိန်မှာအနစ်နာခံကကူညီခဲ့သူသို့တော့အချစ်မပါတဲ့အိမ်တောင်ရေးကိုစူးစမ်းကတိဆောက်နေရသူကိုဖြိုးအဖြစ်
ဇက်ကောင်နဲ့လိုက်ဖက်ညီစွာတရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်မိမိတငယ်ချင်းအတွက်အဖြစ်ကလေးတစ်ခုလို့မိမိကိုယ်ကိုသဘောထားကတငယ်ချင်းဤလိုရာကိုဖြည့်ပေးနေသူမိမိသဘောထားကတငယ်ချင်းဤကိုယ်ဝင်ကိုတာဝန်ယူအနစ်နာခံကဝမ်းနည်းမှုနာကျင်မှုတွေကိုနှစ်သိမ့်ချော့ပေးတတ်သူအဖြစ်ကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်။ချင်းအောင်နေရတောက်ခောက်တဲ့ဇက်ကားကြီးကိုတော့ NC Production ကနေထုတ်လုပ်ထားပြီးဒရိုက်တာဇွဲမြန်ဇညွန်းတင်မျိုးလွင်တို့ကပုံဖော်ရိုက်ကူးထားပြီးအဓိကတရုပ်ဆောင်များကတော့ဖြိုးခန့်ကိုနင်းခန့်ကျော်ဖြိုးစာနီတို့ကပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်။ ဖြိုးစာနီရဲ့တရုပ်ဆောင်ဆွဲရရဆိုရင်ဇက်ကားတစ်ခုလုံးကိုအထောက်ကူပြုတာမကပရိသတ်ရဲ့စိတ်အာရုံကိုပါဖန်ဆာနိုင်ခဲ့ပါတယ်ခင်ဗျာထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပို့စုအလက်စုကိုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ဖြိုးစာနီရဲ့ကောင်းလို့ရာတရုပ်ဆောင်ဇက်ကွက်တချို့ကိုပရိသတ်ကြီးများအတွက်ဖွင့်ပြပေးလိုက်ပါရဲ့ရှင် ကြောင့်你是有你啦အခုလိုချိန်ကြမှာသူနဲ့ကွာရှင်းမလို့လားစဉ်းစားပါအောင်ကြော်ရဲ့ဒါမှဟုတ်တဲ့တိစခုတွနဲ့မင်းဖိုက်ထရတလီရဲ့တလပါတဲ့အနာဂတ်ကိုရောမင်းထင်စဉ်းစားတော့လားတေချာစဉ်းစားပါအောင်ကြော်ရဲ့ရင်ကွေးသွားမစီပေးစနေမေ ဟုတ်တယ်မီမီဒါကြော်လက်ထက်မယ်ဒါသူ့ရဲ့အချစ်ဆုံးတငယ်ချင်းတယောက်အနေနဲ့သူဒုက္ခရောက်နေအောင်တာမကြည့်မနေနိုင်ဘူးမမေပဝေးချင်းကဘာရွယ်ပြောနေပါစေဒါသူ့ချစ်တယ်ဒါသူတို့တာဖနှစ်ယောက်ရဲ့အနာဂတ်ကိုလောက်ပါစီရှင်တာတော့အမှန်ပဲမမေဟုတ်တယ်ကြောင့်ကိုမင်းကိုလက်ထက်မယ်မင်းဘဝရဲ့မတည့်ဆုံမှုရောကိုအကောင်းဆုံးဖြည့်ဆည်းပေးမယ်ကြောက်ပဝန်းကျင်ကလက်ညှိုးထိုးရဖြစ်မျိုးကိုလက်ပိုက်ပြီးတော့ကြည့်မနေနိုင်ဘူးကြောက်ကြောက်ရင်မင်းမျက်ရည်ထပ်ပြီးတော့မချပါတော့နဲ့ကွာမင်းမျက်ရည်တစ်စက်ကြရင်ကိုယ်နှလုံးသားတက်တဲ့ကိုအဲ့နဲ့ဆိုင်နေတယ်လို့ခံစားရတယ်ကွာမင်းမျက်ရည်တွေကအဲ့လိုရူစိတ်မရှိတဲ့အကောင်အတွက်တန်လို့လားဟမ်ကြောက်ဖြေပါအောင်မင်းကမှဘယ်သူမှမရှိရရင်ဒါကိုရှိပါသေးရဲ့ကွာကြော်ရဲ့ကိုစကားကိုနားထောင်ပါနော်ကြောက်မငူပါနဲ့ကွာကြောက်ကိုရဲ့တခုလောက်တတိပေးပါလားမင်းပိုက်ထဲကလေးလေးဝေးလာလို့ရှိရင်ကိုနမေအောင်ပြီးပြီပါနော်ကြောကိုကတိပေးပါကြောရဟုတ်ကဲ့ပါခင်ဗျာဆက်လက်ပြီးတော့နောက်ထပ်တစ်စုကိုလည်းဖွင့်ဖောက်ခြင်းညာပေးပါအောင်ခင်ဗျာနောက်ဆုံးတဆုဟာရော2024-2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားစပို့စုအကြီးဆုံးစုကိုရရှိသွားတဲ့သူကတော့ထောင်ခေါ်ရေဖြိုးဝဲဖြစ်ပါတယ်ခမညာရေစက်တို့ဒီလဲတခါတည်းမစုံစည်းတာစကားကြီးနဲ့ရရှိလာတဲ့ဖြစ်ပါတယ်ခမညာ
ရင်းဖြိုးဟာဆိုရင်သူဤတက်မြောက်ထားသောတရုတ်ဆောင်စွမ်းရည်တို့နှင့်အတူဤဇကားကြီးကိုများစွာအထောက်အကူပြုခဲ့ပါရဲ့ရှင်တငယ်ချင်းကိုချစ်တဲ့စိတ်နဲ့ကူညီမိရာကနေအတော်မသက်နိုင်တဲ့အတောင်မီးတောင်များကြားလောင်မြိုက်ခံခဲ့ရသူထောင်ထောင်အဖြစ်ဤဇကားကြီးရဲ့တွင်ပါဝင်တရုတ်ဆောင်ခဲ့ပါရဲ့ရှင်ပြဿနာတွေကိုတစ်ခုပြီးတစ်ခုလိုက်ဖြေရှင်းနေရကနေစိတ်ထိခိုက်ရှာနေတဲ့တငယ်ချင်းကိုအားပေးနှစ်သိမ့်မှုတွေဟာအရန်ကိုပြည်ပြင်းလွန်းလာပါရဲ့ရှင်။ဤဇကားတစ်ခုလုံးကိုစက်ရည်လဲအောင်ပရိသတ်တွေကိုခေါ်ဆောင်သွားနိုင်ခဲ့သောတရုတ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်ခဲ့ပါရဲ့ရှင်။ရေစက်တို့ဒီလည်းတခါတရံမစုံစည်းတာဇကားကြီးကိုတော့နေဂျာ production ကနေထုတ်လုပ်ထားပြီး director ကျော်နဲ့ဇညွန်းစုစုတို့ကနေရိုက်ကူးပုံဖော်ထားပါရဲ့ရှင်။အဓိကတရုတ်ဆောင်များကတော့ဆိုင်ဝနာကျော်မြူပပခိုင်နှင်းစုဝေတို့ပဲဖြစ်ပါရဲ့ရှင်။ ငင်းချိုးရဲ့တရုတ်ဆောင်ဆွဲယူဟာဆိုရင်ဇကားကြီးတစ်ခုလုံးကိုအစအလယ်ဆုံးများစွာအထောက်အကူပြုခဲ့ပါတယ်ခင်ဗျာထို့ကြောင့်2024ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ပို့စုအကြီးစုကိုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ငင်းချိုးရဲ့ကောင်းမှုရာရာတရုတ်ဆောင်ဇာတ်ကွက်တချို့ကိုဖော်ပြပေးလိုက်ပါရဲ့ရှင် ဒိုင်မင်းကောင်မလေးနဲ့အဆင်ပြေလားကွာမင်းကြည့်ရတာတော်တော်လေးစိတ်ညစ်လေပုံပဲဒါနဲ့မင်းတို့တွေအကားတိတ်တော့ပြဿနာကြီးတက်ကြတည်းဆိုဘလို့ဖြစ်ကြရတော့ကွာမင်းကောင်မလေးကမင်းကိုတော်တော်လေးတဝင်ထိုးတာပဲပါကြီးဟာဘာမှအားငယ်မနေပါနဲ့မင်းဘက်မှာငါတို့ရှိပါတယ်ကွာမင်းကိုညီလိုတဲ့အချိန်တိုင်းငါတို့မင်းပြမအသင့်ရှိရဲ့ပါကြီးဒါနဲ့မင်းဘတို့ရွှေမှလဲတခုတော့ရှိရနောင်းသားကောင်မင်းဆုံးဖြတ်ချက်ကမှန်ကန်နေဖို့တော့ရည်ကြီးရဲ့ဟာပြဿနာတက်ပြီဟိုမှာမမဝေကိုလိုက်လာကြပြီအတက်နေတော့ပုံလေးနေကိုမြင်လို့ရှိရင်ပြဿနာရပူဆိုးကုန်လိမ့်မယ်ဟာဒါနဲ့မမဝေကဘယ်လာလဲဝနာကိုလာရှာလားခုတူပဲမလဲနင်းနဲ့ပါတော့မဟုတ်ဘူးလား ဟိုလေဟိုသူကကျွန်တော်လည်းမပါဘူးရကျွန်တော်ဒီကိုတယောက်ထမ်းလာလားပြင်းလို့လမ်းနေပါလိရှာရဲပေါ့ဗျာအော်ဒါနဲ့မမရအောင်ဒီကိုပါလာတာလေ အမဟာလားအမငင်းချိုးနဲ့လိုက်လာလားဟဲ့ဟာဘယ်ကဒီမှာတွေးကြတာပါဟုတ်ပါရဲ့ဆရာမကြီးကျွန်တော်သူ့ကိုခေါ်သွားခဲ့ရပါကျွန်တော်တောင်းလို့မှာတယ်အခုလိုမျိုးအတန်းလက်ပြီးတော့အပြင်ကိုခိုးထွက်မိရဲ့အတွက်နောက်တစ်ခါမဖြစ်စေရပါဘူးကျွန်တော်ကလေးပေးပါရဲ့ဗျာအဘကိုတော့ဆရာမတိုင်ပါနဲ့နော်ဆရာမကြီးငါမင်းကိုပြောသားပဲအခုတော့လူတယောက်ကမင်းကြောင့်လူရီမုံတော်ခံနေရတယ်ပြီးတော့နောက်လူတယောက်ကလည်းမင်းကြောင့်မင်းကိုအကြည့်မုံနေပြီငါအခုလိုပြောရဲဆိုတာမင်းကိုမုံလို့မဟုတ်ပါဘူးမင်းကိုစေတနာနဲ့လူကောင်းတယောက်ဖြစ်စီခြင်းအောင်ပါယခုလိုမျိုးဖွင့်ဖောက်ကြီးညာပေးပါတော့အကယ်ဒမီဖြိုးကန်ကိုအားအထူးကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ပါခင်ဗျာယခုအခါမှာတော့ဇကားတကားလုံးရဲ့အသက်ဟူတင်စားရသောစုတစုကိုဖွင့်ဖောက်ကြီးညာပေးသွားပါတော့မယ်ခင်ဗျာပရိသတ်ကြီးများရှင်ဇာကားတစ်ခုလုံးရဲ့အသက်ဟာဆိုရင်ဇက်ဆောင်များပဲဖြစ်ကြပါရဲ့ရှင်ဇာကားတစ်ခုရဲ့ဆွဲဆောင်မှုဟာဆိုရင်လည်းဇက်ဆောင်များပဲဖြစ်
ဖြစ်ကြပါရဲ့ရှင်လူအများစုဟာဆိုရင်ဇက်ဆောင်များကိုကြည်၍ဇက်ကားကိုကောင်းခြင်းမကောင်းခြင်းကိုဆုံးဖြတ်တတ်လေရှိကြသည်မဟုတ်လားရှင်ယခုအခါမှာတော့အကောင်းဆုံးဇက်ဆောင်စုကိုကြီးညာပေးသွားပါတော့မယ်ရှင် ဟုတ်ကဲ့ပါခင်ဗျာ2024 2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုများကိုကြီးညာသွားပါတော့မယ်ခင်ဗျာမာဝီမနေရလေဒီလားတကယ်ကိုစိတ်ပြက်နေပြီဖမင်းနဲ့ဆော့ပြီးတော့လက်မတွဲနိုင်တော့နေရလေဒီကိုနေမကြည့်တတ်တဲ့လူစားမျိုးနေကြငါမျိုးနဲ့စီတစ်ခုလုံးတောက်ခတ်ရောက်တာမယ်အဲ့ဒါရောနင်းနဲ့မှမစင်စားရဘူးလားမာဝီပိုလေနေလောကလက်ရှာလို့ဖြစ်ဘူးနော်နင်းပတ်မှာဘယ်သူမှမရှိတော့နောက်တရားလို့ရှိနေပါရဲ့ဟာပိုလီရဲ့你说我冷笑了吗？这无脑，你俺我记得说，那是有别人给我玻璃，那长了吗？对呀，喂，老弟啊，那所谓干嘛？你转的阿爹贵比钱给没路了，你们天来呢？咦？နောက်တစ်ချိန်ကြိုက်你အခုလိုမျိုးငါ့ကိုလှုပ်ခဲ့သလို你ကြံခံစားစရာ你ရောတည်တဲ့တိကျမှာငါဟိုလူရမတင်အောင်အခုလိုမျိုးငါတငယ်ချင်းတွေတရားပြချက်တည်နေရတာငါရောလက်ပိုက်ပြီးမကြည့်နိုင်ဘူးပြီးတော့ငါတို့အလက်ဘယ်ချိန်ရောက်မလဲဆိုပြီးစောင့်နေရအချင်းတွေကိုလည်းငါမုန်းနေအဲ့ကြောင့်အတီးကိစ္စရှောင်းစုံစမ်းမယ် ယခုလိုဖင်ဖောက်ခြင်းရပြီးနိုင်မှာရဲ့နေကြီးကိုပိုင်အထက်ထမ်းကျောင်းတွင်အင်္ဂလိပ်ဘာသာရပ်ကိုတင်ကြားပေးနေသောဆရာမတော်ခိုင်တင်စာအားလေးစားစွာဖိတ်ကြားအပ်ပါရရှင်ဟုတ်ကဲ့ပါရှင်ကျမဖင်ဖောက်ခြင်းရပေးပါရမယ်ရှင်ပထမဆုံးစုကတော့2024 2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုအငယ်စုကိုရရှိသွားတဲ့သူကတော့မျက်လုံးဖြူဖြူနဲ့သမီးလေးညက်ဤမမဲဖြစ်ပါရဲ့ရှင်လူမိုက်စိန်ခေါ်တဲ့စကားကြီးနဲ့ရရှိတာဖြစ်ပါတယ်ရှင်ညက်ဤမဟာဆိုရဲ့သူမဤမျက်လုံးအလှကိုကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင်တရုပ်ဆောင်နိုင်ုံသာမကလူမိုက်တယောက်ဂိုင်းစတာတယောက်ဤအိုက်တင်မျိုးကိုပါကျွမ်းကျွမ်းကျင်ကျင်ပိုင်ပိုင်နိုင်နိုင်တရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်ချစ်သူအပေါ်အချစ်ကြီးတဲ့စိတ်မဟုတ်မခံလို့သောစိတ်သူမဤခက်ထန်ကြမ်းတမ်းသောစိတ်အမူအရာတို့ကိုပြိတ္တကြီးများဤရင်ဘတ်ထဲရောက်အောင်တရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်မိမိတို့ချစ်သူနှစ်ဦးကြားကိုဝဲနှောက်ရှက်တဲ့မိသူမဆိုးတတ်ဖို့ပင်ဝယ်မလေးသူဇီးကွက်မှအဖြစ်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်လူမိုက်စိန်ခေါ်တဲ့ဇာတ်ကားကြီးကိုတော့ Apple Production ကနေထုတ်လုပ်ထားပြီး Director ထထဝေဇန်ညွန်းကျော်တို့ကဖန်တီးရိုက်ကူးထားပါတယ်အဓိကတရုပ်ဆောင်များအနေနဲ့အောင်ဒီဟာညက်အီမောကြည်ဖြူစင်သက်တို့ကပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်ညအီမိုရဲ့ဟန်ပန်အမူအရာတို့ဟာဆိုရင်ဇက်ကားတစ်ခုလုံးကိုရုံလုံးကြွစီရတော့အမှန်တကယ်ဖြစ်ပါတယ်ခင်ဗျာထို့ကြောင့်2024 2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုအငယ်စုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးများအတွက်ညိမ့်မွန်ဤကောင်းလို့ရတရုပ်ဆောင်မှုဇက်ကွက်တချို့ကိုဖွင့်ပြပေးလိုက်ပါရရှင်太久哈，笑哈，太久，哎妈太久，太久，太久，嘿嘿嘿，大咪，习惯，ဘာလို့လုပ်လိုက်တာလဲအေးကိုမဖို့အကောင်ကြီးကိုဘာလို့ခွဲလိုက်တာလဲ
你那跑起来我等你俩嘞。哎，ကောင်မမကျင်နဲ့လို့လောက်လိုက်တာလေအဲ့ဒီကောင်မသမီးထိုင်နေကြခုံမဝင်းထိုင်နေရသမီးဖယ်ခိုင်းတော့လေသူကဖယ်မပေးဘူးလေအားကြောင့်ဒီလိုလောက်လိုက်တာဆီယမ သမီးရဲ့ဆီယာမတို့လာတိုင်မပေါ့နောက်အဲ့လိုမလုပ်အောင်နော် ဆီယမတို့တိုင်းတော့လေဖတ်ထူးမှလေစူရာငေါ့တာလောက်ပဲပြီးတော့မှလည်းမဟုတ်လားသမီးရမရပါဘူးအဲ့ဒီကောင်မမလောက်တာလောက်ကိုလက်ကျင်မှာဒါပဲတော့ဆီယမသမီးတွားလာမယ် ဟဲ့သမီးစီကွာဟဲ့ဒီဟောဒီကောင်မလေးနဲ့တော့အေးအလွယ်ပါလား စီးခွက်ခဏဆောင်ပါအောင် ဘာလဲမမအားတီဟာ ကိုပြောရလေအောင်ခဏလာမထောင်မေးပါအောင်ကွာ ဘာလဲပြော ကိုလေးကိုမင်းကိုချစ်တယ် ရှင်ဟိုကလေကျမလည်းရှင်ချစ်တယ် အတန်းနဲ့အတွေ့တတိထားနေနော်ချင်းတွေ့တာပါပဲမကြားချင်စီကွာနီးချက်တတိထားငါမိလို့ရတော့နီးမလွယ်ဘူးနော် ဟုတ်ကဲ့ပါဆီယမအတန်းလေးဟာကောင်မတချို့ပြောမယ်နော်အေးငါအချောင်းစုံမတီးပဲနဲ့ငါနောက်ကွယ်မှာအချမ်းမို့မစင်းစားကြနဲ့စီကွာတဲ့အစိတ်ပြင်းနေနော်ဒီတစ်ခါတော့ခုတ်လိုက်ပဲနောက်တစ်ခါကြာရင်ပေါင်နဲ့ချောင်းဆွဲဖြစ်ခြင်းပဲအဲ့ဒီအားချမ်းနဲ့ကောင်မအားချမ်းရဲ့အားချမ်းကြီးစမ်း你有啥对完了对没呢？ ကိုတောင်းမမိုင်စီခွက်မင်းကိုလောင်းကစားတစ်ခုအနေနဲ့ကိုချစ်ခဲ့မိရလားတကယ်တော့ကိုမင်းကိုမချစ်ခဲ့ဘူးအဲ့အတွက်ကိုတကယ်တောင်းမမိုင်စီခွက် 对呀，喂，老弟啊，那所谓港嘛，你转的阿爹贵比钱给没路了，你们天来呢？咦，老不起债，你阿公路呢？哪有老开的路？你这干啥事呀？မထတဲ့အဲ့ဒီအခါကျမှငါ့ကိုလာမတောင်းမယ်နဲ့လို့စီကွက်ဆိုရမိမ你လက်စားချင်လို့တေချာပါပြန်လာခဲ့မယ်တရား你是少年နောက်တစ်စုကိုလည်းထပ်မံ၍ဖွင့်ဖောက်ကြီးညာပေးဖို့မေတ္တာရက်ခံအပ်ပါရရှင်နာအတန်းလက်တဲဆိုတာသူများရဲ့လိုရီးစားနဲ့ချင်းတွေ့ချင်လို့အတန်းလက်တာမှမဟုတ်တာငါစာချက်ချင်လို့အတန်းလက်ခဲ့ရကျောင်းသားတယောက်ကိုစာတင်နေုံနဲ့စားတက်မလာဘူး။အဲ့စာကိုမှတ်မိဖို့အတွက်သူတို့ကိုယ်တိုင်စက်မှရမှာလေ။ဒါတော့နားလေပေးစီခြင်းနဲ့နမရောစီးလေးကိုမတိအောင်ဖေ။အဲ့ဒီစီးလေးကိုစားလည်းမစားဘူးတလို့နမရောမြေလည်းမမြင်ဘူးအောင်ဖေ။ဒီစင်ကလေးကရွှေဘုံမမအိပ်ပြီးတော့မွေးလာတာပါဖေ။အဲ့ဒီစီးဒီဆိုရဲ့အတောင်တော့မချဘူးခဲ့ပါဘူးဖေ။ဝဲလိုက်မှာ
နားရနိုင်ရပါမရှင်မင်းလေငါတို့တကယ်ပြန်တကောင်းမယ်ဒီအချက်စပွဲမှာလေကိုဖြိုးရဲ့အချက်ကိုရမယ်သူကနာပဲဖြစ်ရမယ်လေးမဟုတ်ဘူးမရှင်မမှတ်ထားလားမောင်တို့ဖျားနှမတော်လေးကိုအမှန်တကယ်ချစ်ရလားဖျားနှမတော်လေးရလေမောင်တို့ဖျားတီးရတီချစ်ထားပါမယ်ဖျားမောင်တို့ဖျားနှမတော်လေးဘလောက်တီချစ်လဲဆိုနှမတော်လေးရဲ့အသက်ထပ်ပြီးချစ်မြတ်နိုးကြမှာဖျား ဒုတိယတစ်ခုလည်းကျင်ညာပေးချင်ပါတယ်ရှင်2024-2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုအလက်စုကိုတော့ရက်ကလေးနည်းနည်းပူတယ်အရင်လဲရွာတဲ့သမီးလေးဖြစ်ပါတယ်သူလေးကတော့မိချောင်းမလေးတက်မော်မြင့်ငမိုးရိပ်နဲ့မလက်တူစကားကြီးရနေရရှိပါဖြစ်ပါတယ်ရှင် တမွန်မြင့်ရဲ့ထူးခြားပြောင်ပြောင်လာတဲ့တရုပ်ဆောင်ချက်တွေဟာဆိုရဲ့အမှန်တကယ်ပြီးသားလုံးခဲ့ပါရဲ့ရှင်။ငယ်စဉ်အခါကမိမိသေးလောက်အောင်အမြင်ကတ်ခဲ့ရသူကိုအသက်အရွယ်ကြီးတဲ့အခါမှာတော့သေးလောက်အောင်ချစ်မိခဲ့သူမိချောင်းမလေးမလက်တို့အဖြစ်တရုပ်ဆောင်ခဲ့ပါရဲ့ရှင်။မိမိငယ်ငယ်ကအချစ်ကိုနားမလည်၍အချစ်ပေါ်ဆိုးခဲ့မိုက်ခဲ့မိသူအချိန်ကြာကမှမိမိအပေါ်ကျရောက်လာတဲ့အချစ်မီးတောက်တွေကိုမှဆွဲလန်းမိကကောင်းကောင်းကြီးလက်စားအခြေခံရသူမိမိဘဝမှာဘယ်သူနဲ့မှမတူတဲ့အချစ်တွေကိုပေးမိကမှပုတ်ချခံခဲ့ရသူချစ်တဲ့စိတ်ကြောင့်ကိုအကျဉ်းချင်းသက်တည်ရန်ကြိုးစားခဲ့သူအဖြစ်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်။ဗမိုးရိပ်နဲ့မလက်တို့မော်ဝင်သမန်းမိချောင်းဇကားကြီးကိုတော့ MG Production ကနေထုတ်လုပ်ထားပြီးဒရိုက်တာအောင်တီဟပ်ပေါင်းနဲ့ဇန်ညွန့်အောင်ဖြိုးကျော်တို့ကပုံဖော်ထားပြီးအဓိကတရုပ်ဆောင်များအနေနဲ့အောင်ဖြိုးကျော်တမွန်မြင့်တို့ကပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်။ တမွန်မြင့်ရဲ့အမခန်းလာတဲ့တရုပ်ဆောင်ပြီးသားမှုတွေဟာဆိုရင်အလွန်ကောင်းမွန်လာပါတယ်ခင်ဗျာထို့ကြောင့်2024-2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုအလက်စုကိုတော့ထိုက်တန်စွာရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ တမွန်မြင့်ရဲ့ကောင်းလို့ရာတရုပ်ဆောင်မှုဇက်ကွက်တချို့ကိုပရိသတ်ကြီးများအားဖွင့်ပြပေးလိုက်ပါရရှင် တခင်မလေးခင်ဗျာတခင်မလေးကိုနန်းဝါကမိချောင်းတစ်ကောင်ကဒီပန်းစီလေးပြီးခိုင်းလိုက်ပါတယ်တခင်မ ဘလို့ငါလူမျိုးမြောက်ပိုင်းမိချမ်းပြင်းရဲ့တမီးတော်တန်းပြေးရလားဘလို့မိချမ်းမျိုးကပြေးရပါလေဒီအရာလေးမြည်ကြီးတယ်မှာငါနဲ့တူတဲ့တန်တဲ့မိချမ်းဒီကောင်မှမရှိဘူးဒီပန်းစီကိုကြိုင်ကားလိုက်ပါ တခင်မလေးဗျာတခင်မလေးကိုဟိုနေ့ကမိချောင်းကပဲတွေးခွေအတင်းတောင်းနေပါလေဗျာ ဘာသူအနဲ့ရရဆက်ဆက်ဟဲ့အစီကနီခဏမိချောင်းတခါရဲ့နန်းဝါကနေဆွဲထုတ်လိုက်ကြပြီးတော့သူတို့ကသူ့လိုမိချောင်းတွေးလည်းမတွေးချင်တယ်လို့စုံလည်းမစုံချင်ဘူးလို့နောက်တစ်ခါဒီနန်းဝါကိုထမလာပါနဲ့လို့ပြောလိုက်ခင်မဲတော့ဗျာသမီးရလေးနဲ့ထိမ်းများပေးမယ်ဆိုရဲတောင်ပိုင်းမိချောင်းပြင်းရဲ့တာအင်းရှိတဲ့မင်းသားငမိုးရိပ်ဆိုတာဒီအမောင်ပါလားဖေ။ဟုတ်တယ်သမီးတော်ဘက်ကရောသဘောတူရလားကွ။ သမီးတော်ဘက်ကလည်းသဘောတူညီကြမှာဖေ။မောင်တို့ဖေ။နှမတော်လေးကိုအမှန်တကယ်ချစ်ရလားဖေ။နှမတော်လေးရလေ။မောင်တို့ဖေ။တီးရတီချစ်ထားပါမယ်ဖေ။မောင်တို့ဖေ။သမီးလေးဘလောက်တီချစ်လဲဆိုနှမတော်လေးရဲ့အသက်ထပ်ပြီးချစ်မြတ်နိုးကြမှာဖေ။မောင်တို့ဖေ။နှမတော်လေးလောက်တီးတီးဆက်လိုက်ပါနဲ့ဖေ။မောင်တို့ဖေနှမတော်လေးကိုခိခါတိုင်းနှမတော်လေးတီးရပါလိမ့်မယ်ဖေ။
မောင်တို့ပြမကြောက်ခန်းဒီမောင်လာပြမရှိတဲ့ဘဝမှာကျွန်တော်မျိုးမမနေဘူးဟော်ရီကဒါနဲ့ကျွန်တော်မျိုးမဝမ်းပိုက်တက်တယ်ထိုးရဆုံးစီမယ်ဘဝစတိုင်းမှာနမရလီယာမောင်တော့ပြောင်းတရားချက်တဲ့လူဖြစ်ပြစီပြောင်းဘဝမတန်တဲ့တို့ချစ်ယနေ့မှစမောကုန်တဲ့တီ နောက်ဆုံးတဆူကိုလည်းပင်ဖောက်ခြင်းများပြီးဖို့မေတ္တာရက်ခံအပ်ပါရခင်ဗျာမောင်ဘာလို့မိုက်စီဒနာရောနားမလည်နိုင်မယ်မမကိုဘလောက်ချစ်တယ်ဆိုတာမအတိဆုံးတော့မလေးမမွေးထားမအမေရင်ချက်ဖောင်ပူရချစ်တယ်ဆိုတာမောင်တိထားလိုက်ဒီကိစ္စအော်ဒါအတန်းနဲ့လူတွေတိသွားရင်ငါရောအလူမျက်နှာမျိုးနဲ့အတန်းထဲမှာဆက်နေရမှာလေဟမ်အခုဟာငါတို့နှစ်ယောက်စိတ်ကစားလို့ဖြစ်ကြတာပါဟာဒါမှလည်းဟာအခုလိုမျိုးစိတ်ကစားနေတဲ့ခဏလေးအတွင်းမှာငါတားရနေမိတာတော့အမှန်ပဲယူရတော့အခုနေမကောင်းနေလို့မောင်နဲ့ရှိရရောတကူတကအပင်မခံပြီးဝဲလာအခုကအဲ့ဒီမောင်မျိုးအမိုက်တောင်းနဲ့ထည့်လိုက်တယ်ဆိုတော့ယူရရှိတဲ့နောက်ဆော်ထားလိုက်တာနဲ့အတူတူပဲဘာလို့အကိုယူအဲ့လောက်ကြီးရရှာဟာလဲရှင်တကယ်နားမလည်နိုင်တော့ညီလူဘာလို့အဲ့လောက်ကြီးယူတရားကိုဆွဆွဲနေရလဲဒီကိစ္စကိုငါမသိဘူးလို့ညီလူပြောပြီးနော်အေးအဲ့လောက်မကြည့်နဲ့ဖေထပ်ပြီးဆွဆွဲနေမယ်ဆိုရင်တော့ငါလည်းဆီယမကြီးကိုတန်ရလိုက်မယ်ပြီးတော့မှငါ့ကိုအဆုံးစုံနေတော့ကဲနောက်ဆုံးတစုပဲကျန်တော့ရနော်ဘယ်သမီးလေးများဖြစ်မလဲဟုတ်ကဲ့ပါကျွန်မကြီးညာပြပါမယ်2024 2025ခုနှစ်အတွက်အကောင်အမျိုးသမီးဆက်ဆောင်စုအကြီးစုကိုရရှိသွားတဲ့သမီးလေးရတော့ချစ်စရာလေးကတော့ဆယ်လေးမျိုးပပခိုင်ရေစက်ဒီလဲတခါတရံတော့မစုံစည်းတာဇကားနေရရှိတာဖြစ်ပါရဲ့ရှင်မျိုးပပခိုင်ဟာဆိုရင်သူမဤလှပသောဟန်ပန်အမူအရာသူမဤပြည်ပြင်းလုံးလာတဲ့တရုပ်ဆောင်ချက်တွေဟာဆိုရင်ဇကားကြီးတစ်ခုလုံးကိုအဆုံးထိကြည့်ကျင်အောင်ဆွဲဆောင်နိုင်ခဲ့ပါရဲ့ရှင်မိမိအချက်ဆုံးတကယ်ချင်းရေးစားနဲ့အစင်မပြေတဲ့အချိန်လေးမှာအနုနာခံကနှစ်တိတ်ပေးတတ်သူမိမိအချက်ဆုံးတကယ်ချင်းရဲ့ရေးစားနဲ့မှချစ်ကြိုက်မိသွားတဲ့အခါမှာတော့လူအများကြီးဝေဖန်အပြစ်တင်ခြင်းတွေ့ရဲ့ရှုံချခြင်းတွေကိုအများကြီးခံစားရတဲ့မျိုးပအဖြစ်အကောင်းဆုံးတရုပ်ဆောင်ခဲ့ပါရဲ့ရှင်မိမိနဲ့ချစ်ကြိုက်မိသူကလည်းဟိုးငယ်စဉ်ကလေးကငယ်တငယ်ချင်းတွေဖြစ်ခဲ့ရာမောင်နှမတန်ရောစင်နဲ့ခင်ခဲ့ကြတဲ့သူတွေဖြစ်ပါရဲ့ရှင်မိမိအချက်ဆုံးတကယ်ချင်းရဲ့မုံတီးနာကြည့်ခြင်းတွေကိုတစိမ့်စိမ့်ခံစားရတော့ကောင်းမလေးအဖြစ်အကောင်းဆုံးတရုပ်ဆောင်နိုင်သူလည်းဖြစ်ပါရဲ့ရှင်ရီဇတ်တို့ဒီလည်းတခါတရံမစုံစည်းတာစကားကြီးကိုတော့Nature Production ကနေထုတ်လုပ်ထားပြီး Director ကျော်နဲ့ဇညွန်းစုစုတို့ကပူးပေါင်းရိုက်ကူးထားပါတယ်အဓိကတရုပ်ဆောင်များအနေနဲ့မျိုးပပခိုင်ဆိုင်ဝနာကျော်နဲ့စုဝေးတို့ပဲဖြစ်ပါရဲ့ရှင်မျိုးပပခိုင်ရဲ့ပြည်ပြင်းလွန်လာတဲ့တရုပ်ဆောင်ချက်တွေဟာဆိုရင်ပရိသတ်ကြီးရဲ့ရှင်ထဲကိုထိထိမိမိရောက်ခဲ့ပါတယ်ခင်ဗျာထို့ကြောင့်2024 2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုအကြီးစုကိုထိုက်တဲ့တန်ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာမျိုးပပခိုင်ရဲ့ကောင်းလို့ရ
များဇက်ကွက်တချို့ကိုပရိသတ်ကြီးများအတွက်ဖွင့်ပြပေးလိုက်ပါရရှင် တငယ်ချင်းဒီကလူမနေရလဲနောက်ကောင်လေးကမမကြိုက်တဲ့ကိစ္စကိုလုပ်တယ်လေဟဲဘယ်လိုကိစ္စမျိုးလဲနေမတိအောင်နောက်ပြတ်ထထားလို့လားဒါမှမဟုတ်ဘာလဲဘာတော်လဲဘာတော်ငါရောမကြိုက်ဘူးငါလည်းမတွားတယ်လို့သူလည်းမတွားနေရလဲဟဲယောက်ျားလေးပဲအနောက်ကရှိမှာပေါ့ခွင့်ပြုပေးလိုက်ပါဟဲယောက်ျားကြီးဆိုတာကသူတို့တင်းတင်းချွတ်ချွတ်ချုပ်ကောင်ထားရင်မကြိုက်ကြဘူးဟာနင်တို့ချင်းအဲ့လိုမျိုးမလုပ်ပါနဲ့ဟာတကယ်ချင်းဒီနေ့ငမွေးနေလေမှာနေရကန်ကောင်းတာပဲနော်အရင်ချီရရဲ့ကောင်လေးကနင်ကိုစပိုက်တိုက်တယ်လေဟောလေးတီလားနင်ကိုအရင်အားကြပဲနင်ငါ့ကိုအားကြရင်ငါလိုမျိုးကောင်လေးတယောက်ကိုထားလေပါလေတင်မဆွမ်းဆောင်မရှိတော့ပါအဲ့လိုမျိုးတော့မဟုတ်ပါဘူးဟာဒီတိုင်းမထားချင်သေးလို့ပါဒီနေ့ကငါတို့အကအဖွေနှစ်ဖွေပေါင်းပြီးတော့မဝန်စားရနေပဲဒါကြောင့်အားလုံးအဝါစားကြနော်ဟာဝနနင်ဘယ်လိုလုပ်လိုက်တာလဲအကုန်ဆိုးကုန်ပြီ တောင်းပန်ပါတယ်ဟာငါတုတ်ပြပြစီသမဝေ တကယ်ချင်းရင်းချင်းတလုံးမဟုတ်ဘူးနော်ငါတော့ရိုးတသားတွေပါတကယ်ချင်းဆက်မအောင် ယောပငါလေငါညို့ချွတ်တယ်အဲ့ဒါနေမလို့သဘောရလဲ ချစ်တယ်ဆိုတဲ့စကားလေးတစ်ခုနဲ့အရာအားလုံးပြီးသွားမယ်လို့နင်ထင်နေရလားညမမမဝေတရားလုံးရှိနေရလေငါတို့ကဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဟာငါတို့နှစ်ယောက်အခုလိုမျိုးချင်းတွေ့နေရဘူးလားမမဝေမြင်သွားသူခလောက်ကခံစားသွားလိမ့်မလဲဝနဘယ်နဲ့မှမစိုးစားရလားတီးရဒီကိစ္စပေါ်တာအတန်းနဲ့လူတွေတီးသွားတယ်ငါရောဘလူမျက်နှာမျိုးနဲ့အတန်းနဲ့မှဆက်နေရမှာလဲဟမ်အခုဟာငါတို့နှစ်ယောက်စိတ်ကစားလို့ဖြစ်ကြတာပါဟာဒါမှလည်းဟာအခုလိုမျိုးစိတ်ကစားနေတဲ့ခဏလေးအတွင်းမှာငါတာယာနေမိတာတော့အမှန်ပဲဒီနေ့ကဟိုးငငယ်လေးကနေထိရင်းကြအားလေအဲ့ဒါကြောင့်လဲဖြစ်မှာပေါ့ဟာဟယ်လိုအေးအသက်ပြောလေအားလေအကိစ္စရှိလို့လဲဒါကိစ္စရှိလို့လဲမင်းမနေနဲ့မျိုးပါအခုလေအမဝေလိုက်လာကြပြီအခုလည်းလုပ်ပေးမှလဲဒီနေ့မြင်上家了လူတွေအားလုံးကငါ့ဘလောက်ပဲမုံမုံဘလောက်ပဲပြစ်ပြစ်ခါခါပြောပြောဒါရီအားလုံးကချစ်ချင်းတန်လို့ဖြစ်သွားတယ်လို့ပဲငါတဘောထားလိုက်ပါတယ်ဟာဆုံးသက်ဖို့ခံနေကြတဲ့ဒီဇလမ်းမရင်တိုင်းလေးရှိစသွားရင်ရောမဖြစ်ဘူးလားဆိုင်လို့ရှိနေတာတေးရနေမြဟာဒါဆိုကနာတော့တေးကဆောင်ဆိုင်ပေးပါမြင်ပြောတဲ့ကတိတွေသစ္စာတွေငါမသိပါဒီတိုင်းလေးတိတ်တိတ်လေးရင်ခေါ်နေအောင်မဆေးလို့ရယူနေတာငါတို့ပြစ်တယ်လားနောက်ဖွယ်ရကြမှာနေခွင့်ပြုပါ Would you relax ယခုလိုမျိုးဖွင့်ပေါက်ခြင်းများပြီးတော့ဆရာမတော်ခိုင်ပင်စာအားအထူးပင်ကျေးဇူးတင်ရှိပါရရှင်ဟုတ်ကဲ့ပါရှင်ကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူညီကိုမောင်နှမများနဲ့တငယ်ချင်းများရှင်ယခုအခါမှာတော့အရေးပါဆုံးနဲ့အဓိကကြဆုံးဆုတဆုကိုကြီးညာပေးပါရမယ်ရှင် ဟုတ်ကဲ့ပါခင်ဗျာ2024 2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားစဆောင်စုများကိုကြီးညာပေးသွားပါရမယ်ခင်ဗျာ
လာပြီးနေမှာဆိုပြန်ပြီးတော့အတော့ဝင်လာတတ်တယ်ထပ်တာကျွန်တော်ပြန်လာရဲဆိုတော့တကယ်မသိဘူးကျွန်တော်ကိုညပေးပါဗျာကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ဘာမှတကယ်လို့မမီတော့ပါ မင်းဘယ်လိုဖြစ်သွားလဲယောက်ျားမဟုတ်မိန်းမမဟုတ်ပုံစံနဲ့ငါအိမ်မှာကြောက်အလုပ်ကိုလာလောက်ရရင်လို့ရှက်ဖို့ကောင်းလိုက်တော့ကွာမင်းဒီအိမ်မှာဘယ်လောက်ကြာလုံးလုံးမှာလဲ ရှင် ဟုတ်တယ်ငါမင်းတို့ဒီအိမ်မှာထပ်မတွေ့ချင်တော့ပြီးတော့မင်းနဲ့ငါနဲ့တတ်တက်ခဲ့တဲ့ရင်အကြောင်းမျိုးငါနားမထောင်ချင်တော့ ရှင် ဘာလို့လဲဆိုတော့မင်းနေနေရငါမိသားစုတိုင်ဝမ်ထဲမှာလေငါမျက်နှာအကျင့်မခံနိုင် ငါလူတက်တာရဲ့ကိုလုံးဒီဖုံးနဲ့ရိုက်ထားမယ်ဒါဒီဖုံးလက်စချုပ်ပြရမယ်ပြီးတော့ဒီဖုံးပိုင်ရှင်ဝင်ငါတက်ပြမယ်ရှုပ်ကွာမင်းတို့တပွဲတော့ငါတက်မယ် မာဝီဆိုရကကိုတော့ဘယ်ကိုကြည့်ရဆိုတာမင်းတိထားတဲ့မော်လာအမင်းတို့မျိုးနဲ့ဆိုမကူရင်နိုင်ဘာလို့လဲဆိုတော့ငါရိုးနဲ့ဆိုရတိပေချောင်းခံရတဲ့အကောင်လို့ပဲတော်ယူတဲ့စု条မောင်းနေ ယခုလိုဖွင့်ဖောက်ခြင်းရပြီးနိုင်မှရန်နေကြီးကိုပိုင်အထက်တန်းကျောင်းတွင်ဇီဝဗေဒဘာသာရပ်ကိုတင်ကြားပေးနေသောဆရာကြီးဦးမင်းစောထွေအားလေးစားစွာဖိတ်ကြားအပ်ပါရရှင် ဟုတ်ကဲ့ကျွန်တော်အခုကြီးညာပေးပါတော့မယ်ခင်ဗျာ2024 2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဆက်ဆောင်စုဟငယ်စုရရှိသွားတဲ့သားလေးရတော့ဟိုင်မာကြီးပါခင်ဗျာချိုးခန့်ကိုတဲ့မန်းတို့တွေစကားနေရရှိတာပဲဖြစ်ပါလေခင်ဗျာ ဖြိုးခံကိုကူဟာဆိုရင်သူ့ဤမှာကြောခက်ကြလာတဲ့တရုတ်ဆောင်ချက်တွေကိုပိုင်းပိုင်းနိုင်နိုင်နဲ့အကောင်းဆုံးတင်းဆောင်နိုင်ခဲ့ပါရရှင်မိမိနဲ့ငယ်စဉ်ခါကချစ်ချမ်းဝင်ခဲ့သောငယ်တငယ်ချင်းကိုအသက်အရွယ်ကြီးရတဲ့ခါမှာတော့မိမိနဲ့အစင်းတိုင်းမတူဘူးလို့သတ်မှတ်ကရရဆက်ဆက်မုန်းတီးနေသူကိုလေးအဖြစ်တရုတ်ဆောင်နိုင်ခဲ့ပါရရှင်တို့ငယ်တငယ်ချင်းမှာမိမိရဲ့အိမ်အကူအဖြစ်ရောက်လာတဲ့အခါမှာတော့မိမိရဲ့ချစ်စလန်းတွေကိုမိမိအပိုင်းပိုင်းကြောင့်မသိစေချင်တော့ကြောင့်ရရဆက်ဆက်နှုတ်ပိတ်ခဲ့သူမိမိအတွက်သာဆိုရင်ဘသူတေးသေးငါမသိရင်ပြီးရောက်ဆိုတဲ့အတိုင်းအတကြီးစွာတရုပ်ဆောင်နိုင်ခဲ့ပါရရှင်။တန်းသူတွေရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Nature Production ကနေထုတ်လုပ်ထားပြီး Writer ကျော်နဲ့ဇန်ညိုမွန်မွန်တန်းဖားမတို့ကပုံဖော်ရိုက်ကူးထားတာပါ။အဓိကတရုပ်ဆောင်များအနေနဲ့ဖြိုးခန့်ကိုမေခန့်ကျော်အဲ့ဒီတရုပ်ဆောင်ထားဇွဲမြတ်ပိုင်ဦးတို့ကပါဝင်တရုပ်ဆောင်ထားပါရရှင်။ ဖြိုးခန့်ကိုရဲ့ပြည်ပြင်းလုံးလာတဲ့တရုတ်ဆောင်ကောင်းမှုတွေအားဆိုရင်ပရိသတ်ကြီးရဲ့ရင်ကိုတုံးလိုက်စီရတော့အမှန်တကယ်ဖြစ်ပါရဲ့ခင်ဗျာတို့ကြောင့်2024 2025ခုနှစ်အတွက်အကောင်းဆုံးမျိုးသားသက်ဆောင်ဆိုငယ်စုကိုရရှိခဲ့ခြင်းပဲဖြစ်ပါရဲ့ခင်ဗျာ ထိုခန့်ကိုရဲ့ကောင်းလို့ရာတရုပ်ဆောင်မှုဇာတ်ကွက်တချို့ကိုပရိသတ်ကြီးများအားဖွင့်ပြပေးလိုက်ပါရရှင်။ ကိုမင်းအောင်ကလေးပေးတယ်တနေ့ကြာရင်ကိုမင်းကိုလာခေါ်မယ်ကိုနေရဲ့ဆိုင်ကြီးမှာကိုနဲ့အတူနေအဲ့ဒီမှာငုံနေနိုင်များရှိရယ်ကစားစရာရုပ်တွေအောင်ပြီးတော့ကစားကွင်းကြီးလည်းအကြီးရှိတယ်ရဲ့ကွာ ဟုတ်ကဲ့ပါကိုကျွန်တော်ဒီနေ့ကြာရင်ကိုနဲ့အတူလိုက်နေမှာပါကျွန်တော်ဂရီပေးပါလေ ကိုမင်းကိုချစ်တယ်ပြီးရဒါတော့လူကြီးကိုရှောက်မပြေပါဘူးနော်ကိုကလေးပေးပါနည်းနည်းပြန်ကြာရင်ကိုဒီရမှာနေအောင်ကိုနေရဲ့ဆိုင်ကြီးကိုကျန်ရမယ်ဆက်ဆက်လာခဲ့ပါနော်ကိုစောင့်နေပါမယ် တခင်လေး तू ကဒီနေ့မှအလုပ်စာဝင်နဲ့အဲ့အခုလေသူ့နာမည်ကကျော်တဲ့ ကြောက်ဟုတ်လားနမီးကိုဘယ်နေရာမှမသိရင်းရင်းနှီးနှီးနေမှုနေတယ်လို့ပါ ဆရာဒါဆိုကျွန်တော်သွားလိုက်ပါအောင်မယ် အာဒီတာတော့ဟေးမင်းနေရော ရှင်ကိုဟယ်လိုမင်းနာဘလို့ခေါ်လိုက်တယ် တောင်းမမတခင်လေး မင်းသားနေရင်မဲဘယ်လိုဖြစ်သွားလဲယောက်ျားမဟုတ်မိန်းမမဟုတ်ပုံစံနဲ့ငါအိမ်မှာကြောက်အလုပ်ကိုလာလောက်ရရင်လို့ရှက်ဖို့ကောင်းလိုက်တော့ကွာမင်းဒီအိမ်မှာဘယ်လောက်ကြာလုံးလုံးမှာလဲ ရှင် ဟုတ်တယ်
ငါမင်းတို့ဒီအိမ်မှာထပ်မတွေ့ချင်တော့ပြီးတော့မင်းနိုင်ငံနဲ့တတ်တက်ခဲ့တဲ့ရင်အကြောင်းမျိုးငါနားမထောင်ချင်တော့ ရှင် ဘာလို့လဲဆိုတော့မင်းနေရငါမိသားစုတိုင်ဝမ်ထဲမှာလေငါမျက်နှာအကျင့်မခံနိုင်မင်းဒီအိမ်ကထွက်သွားဖို့ဆိုရင်ငါပတ်စပ်ဘလောက်ပြအောင်မေမေဒါသားရဲ့ကောင်းပါလေထားထားတဲ့မေမေဘလို့သဘောရလဲတားကောင်းပါလေကချစ်စရာကောင်းတယ်မဟုတ်လား သမီးလေးကချစ်စရာလေးနော်နာမည်လေးနဲ့လူလေးကလည်းလားရင်းနေရောပဲသမီးလားဒီနားထိုင် ဟုတ်ကဲ့မမီ ခဲနင်ဘာရဲ့ကြည်ညာလဲအဲ့ဒါအတွက်ကော်ဖီလေးပါနေတွားယူလေနင်ဒါလေးတောင်နားမနေလား ဟုတ်ကဲ့ပါတခင်လေးတခင်လေးရှာတောင်းမမိုင်这你们是约了这我根本没来တခင်လေးရဲ့这里给张文买 နင်ဒါလေးတောင်တဲ့အောင်မကိုင်နိုင်ဘူးလားငါ ကိုကိုရဲ့ထားလိုက်ပါထားလိုက်ပါမဖြစ်မသားပါဘူးကိုကိုရဲ့ နင်မြဲမြဲဖတ်တာဒါနေရဲ့တခင်ငါရဲ့ကြီးစားတခင်ကိုတခင်ကိုလေးစားရဲ့ဟဲ့အောက်တန်းစားရဲ့အဲ့ဒီကောင်မအခုချက်ချင်းခေါ်ခဲ့စမ်းနင်တော့အတိရဲနေရကိုဟုတ်လားနင်ကြောင့်အခုရိုးရအားလုံးငါနဲ့မင်းရဲ့အကြောင်းလေးကိုတိကုန်ပြီမင်းအခုလိုမျိုးလောက်ခဲ့ရတာဒီအိမ်မှာနင်းတဲ့ပြောင်တိုက်ပြီးနေရသေးရဲ့နော်အခုငါအတိုင်းဝိုင်းနေမှာငါဘလို့မျက်နှာပြရမှာလဲရှုပ်လိုက်တာကွာဒီငါကိုမှားတာအခုလိုမျိုးအောက်တန်းစားနဲ့ပတ်သက်မိတဲ့အတွက်ငါကိုမှားတာမင်းအခုလိုမျိုးငါရှိမှလာပြီးမိုးပြနေလို့လဲငါမင်းကိုတနာပါမအောင်အေးမင်းကပန်းတို့တွေလုံးမှာတော့ငါခင်မုံမို့ဖြစ်လောက်ပြအောင်မပေါ်ဖေအောင်လေသူ့အစာမကြွေးရင်မတိုက်ဖဲနဲ့ချန်ရှိရနေပူကွင်းနေနေမှာကျိုးတော့ရထားလိုက်အဲ့ငါအမေမေ ငါချစ်ခွေခဲ့ရတဲ့နေ့တိုင်းပေါ်ပြောစရာမရှိတော့တဲ့လူသားပါလုံးသားအခုစားပါမင်းမရှိတဲ့ဒီပေါ်မှာမပြောဘူးငါဟာမရှိတဲ့လူသားပါမင်းလေးပဲလို့အတားငယ်ချိန်တိုင်းမှာ နောက်တစ်စုကိုလည်းထပ်မံ၍ဖွင့်ဖောက်ကြီးညာပေးဖို့မေတ္တာရက်ခံအပ်ပါရရှင်မင်းကငါကိုတော်မြက်ကိုလိန်ခဲ့တာပဲအမရအင်ဂျင်ငါကိုတော်မြက်ကတော့မင်းကိုအညွန်တရားခဲ့ချစ်ပြန်လို့ခဲ့တာဒါပေမဲ့မင်းကငါကိုတော်ဖဲရဟန်ကြောက်ဂျာနဲ့ထိုးလိုက်တာပဲငါမင်းကိုထပ်ပြီးတော့အယုံကြည့်မရှိရော အကိုနဲ့ကျွန်တော်နဲ့က G11 တုံးမနေရခင်ခဲ့ကြတာလားဗျာကျွန်တော်ပုံမှာအကိုရဲ့ကြီးစုတွေကအများရွယ်ဒါပေမဲ့အခုအကိုကကျွန်တော်စကားမပြောတော့ကျွန်တော်ခံစားခက်တာပေါ့ဗျာကျွန်တော်စကားလေးတစ်ခွန်းလောက်ပေါ့ပြန်ပြောပါဗျာ စုရဲ့ကိုရိုးဒီဘဝတော့အဖြစ်နိုင်တော့ပါဘူးဘာလို့လဲဆိုတော့အကိုကစုအိမ်ကအလုပ်သမားလေစုကကိုယ့်ရဲ့အလုပ်ရှင်အရာအားလုံးမိုးနဲ့မြေလို့ခွာချလုံးမာတယ်စုရဲ့အခုငါလာတာမင်းခမဲတော့နေရဆန်သွားလို့ငါလာကြည့်ရမင်းကိုပြန်ခေါ်လာတာမဟုတ်တစ်ချိန်လုံးကမင်းငါအပေါ်လှုပ်ခဲ့ရတဲ့ထက်ဆိုင်အခုလိုမျိုးနာကျင်နေရတာတိတ်မဆမ်းမအောင်မလက်တော့အဲ့ဒီအချိန်တော့မင်းမလှုပ်ခင်စဉ်းစားတယ်ပဲအခုငါမင်းကိုဒီခုထဲမှာတတ်လုံးပိတ်ထားကိုဆုံးဖြတ်လိုက်ပြီ ဟုတ်ကဲ့ကျွန်တော်နောက်ထပ်တရားကိုထပ်ပြီးတော့ကြီးညာပေးပါမယ်2024 2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုအလတ်စုရရှိသွားတဲ့ဖာလီယာတော့โอ้ကျွန်တော်ရဲ့တပည့်အရင်ခောက်ကြည့်ပါခင်ဗျာအောင်ဖြိုးကြော်နမိုးရိတ်နဲ့မလက်တို့တဲ့
အောင်ဖြူကျော်ရဲ့အလွန်မတန်ကောင်းမွန်လာတဲ့တရုပ်ဆောင်ချက်တွေဟာဆိုရင်ဇကားကြီးတစ်ခုလုံးကိုအသက်ဝင်စေခဲ့ပါရဲ့ရှင်။ငယ်စဉ်အခါကမိမိသေးလောက်အောင်ယူယူမူမူချစ်ခဲ့ရတဲ့အိမ်ရှိဆိုင်မင်းသမီးကိုမှရရဆက်ဆက်နာကြည့်သွားသူငမိုးရိပ်အဖြစ်တရုပ်ဆောင်ခဲ့ပါရဲ့ရှင်။မိမိမှလည်းဘရင်သားတော့အိမ်ရှိဆိုင်ဖြစ်ရာသူမ၏မြင်းပယ်ခြင်းတွေကိုအခါခါခံခဲ့ရသူတို့တော်လည်းအခွင့်အရေးရလာတော့အခါသူမကိုရရဆက်ဆက်နဲ့ပညာသားပါပါပြန်လည်လက်စားချေပုံလို့ဟာဆိုရင်အလွန်မတန်ကောင်းမွန်လာတဲ့တရုပ်ဆောင်ချက်တွေဖြစ်ပါရဲ့ရှင်မိမိရဲ့အချက်တွေကိုစော်ကားခဲ့သူအတွက်သူ့အသက်နဲ့နှလုံးသားကိုပြန်လည်ရယူခဲ့သူအဖြစ်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်ငမိုးရိပ်နဲ့မလက်တို့မော်ဝင်သမန်းမီကျောင်းဇကားကြီးကိုတော့ MG Production ကနေထုတ်လုပ်ထားပြီးဒရိုက်တာအောင်ဒီဟာပေါက်နဲ့ဇန်ညွအောင်ဖြိုးကျော်တို့ကပုံဖော်ရိုက်ကူးထားပြီးအဓိကတရုပ်ဆောင်များအနေနဲ့အောင်ဖြိုးကျော်တမွန်မြင့်တို့ကပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်အောင်ဖြိုးကျော်ရဲ့တရုပ်ဆောင်ကျွမ်းကျင်ပိုင်နိုင်မှုဟာဆိုရင်အထူးပင်ကောင်းမွန်လာပါတယ်ခင်ဗျာတို့ကြောင့်2024-2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဆက်ဆောင်စုအလက်စုကိုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအောင်ဖြိုးကျော်ရဲ့ကောင်းမှုရာရာတရုပ်ဆောင်မှုဇာတ်ခွက်တချို့ကိုပြည်သက်ကြီးများအဖွင့်ပြပေးလိုက်ပါရဲ့ရှင်တင်မတူလေဒီနာဝါကိုဘယ်ကိစ္စကြောင့်ရောက်လာတာမှလဲကျွန်တော်မင်းသမီးလေးမလက်တုံနဲ့တွေ့ချင်လို့ပါမင်းသမီးကတင့်ကိုမတွေ့ချင်ဘူးတဲ့အခုထွက်သွားဒါဆိုရင်ဗျာကျွန်တော်ကိုဒီပန်းစည်းလေးသူ့ပေးပေးပါမလို့ချင်ဘူးတဲ့အခုချက်ချင်းထွက်သွားပေးပါတဲ့ရှားရဆဆငေါ့မြကွာနာပတူလဲဆိုတာသူမတိသေးဘူးပဲတောင်မိုင်းမိချောင်းဘင်းရဲ့တာအင်းရှိစံမင်းသားငမိုးရိပ်ဆိုတာဘလောက်အညိုကြီးရဲ့ဆိုတာသူတိအောင်လုပ်ပြရမှာပဲရှုပ်ရည်အစစ်အလုံးမတန်လှပနေတော့ကြောင့်မိုးမနေလေးမနေမောက်မာခြင်းလိုက်မောက်မာနေတဲ့မလက်တူတနေ့မင်းရဲ့ထောင်လွှားနေတဲ့မာနာတွေငါကိုယ်တိုင်ရိုက်ချိုးပြမယ်ချစ်တာဘောနှမတော်လေးရဲ့မောင်တော်ဖျားမှာကြီးစရာဆိုလို့ဟောရဲ့နှမတော်လေးမလက်တူပဲရှိတာမောင်တော်ဖျားရဲ့အချစ်တွေဟာဓက္ကကီရီရဲ့အချစ်တွေလို့နှမတော်လေးကိုအသက်နဲ့ရင်းပြီးချစ်တာပါဒါနဲ့နှမတော်လေးကိုပြောစရာရှိရဲ့မောင်တော်ဖျားရဲ့ခမဲတော်နဲ့နှမတော်လေးရဲ့ခမဲတော်တို့ဟာအသက်အရွယ်တွေအိုမင်းရင်ရော်နေပြီမဟုတ်လားမောင်တော်ဖျားထင်းနှန်းတွေကိုလွှဲယူချင်နေပြီအဲ့ဒါကြောင့်မောင်တော်ဖျားရဲ့ခမဲတော်ကလည်းမောင်တော်ဖျားကိုထင်းနှန်းလွှဲပေးဖို့အဆင်သင့်ဖြစ်နေပြီနှမတော်လေးရဲ့ခမဲတော်ကိုရှောက်ပြင်ပေးပါလားဒီအရာဝရကြီးတစ်ခုလုံးကိုစီးလုံးစေချင်မိခွဲ့မောင်တော်ဖျားဘာမှမတတ်နိုင်မလက်တို့အခုခါမင်းခမဲတော်ဟာငါဘရင်ကိုတော်မြတ်ချမှတ်ထားတဲ့စီးမင်းကိုဖောက်ဖျက်တာပဲငါကဘရင်တရားလုံနေပြီငါမိသားစုအတွက်ကြောင့်ငါချမှတ်ထားတဲ့စီကံတွေကိုဖောက်ဖျက်ပြရမှာလားကဲအမကြီးများအမိချမှတ်မယ်မလက်တို့နဲ့သူ့ရဲ့ခမဲတော်ကိုအခုချက်ချင်းနဲနင်းတံပေးစီမောင်လို့ဖျားမရဲ့ဆက်လိုက်ပါနဲ့မောင်လို့ဖျားအခုငါလာတာမင်းခမဲတော်နေရွာဆန်းသွားလို့ငါလာကြည့်ရမင်းကိုပြန်ခေါ်လာတာမဟုတ်တစ်ချိန်လုံးကနင်းငါအပေါ်လှုပ်ခဲ့ရတဲ့ထက်ဆိုင်အခုလိုမျိုးနာကျင်နေရတာတိတ်မဆမ်းမအောင်မလက်တော့အဲ့ဒီအချိန်တော့မင်းမလုပ်ခင်စဉ်းစားတဲ့ပဲအခုငါမင်းကိုဒီခုထဲမှာတတ်လုံးပိတ်ထားဖို့ဆုံးဖြတ်လိုက်ပြီမောင်တို့ဖျားမတော်ပါနဲ့နမတော်လေးကိုထားပြီးမတော်ပါနဲ့ဖျားမလက်တော့မင်းရရှိငါ့ကိုအရှင်ဘဝတုန်းကစိတ်စားတိုက်ခဲ့အခုငါမင်းငါအသက်ပြန်ပြရပြီအဲ့ဒီအတွက်ငါမင်းကိုလောမကြည့်ဘူးမလက်တော့တနေ့ကြရင်ငါမင်းကိုပြန်တက်ပြမယ်နောက်ဆုံးတဆူကိုလည်းပင်ဖောက်ကြီးညာပြီးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ
ဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက်နဲ့ကိုကကြုံလမ်းခွဲမယ်လို့ရင်းရဆက်ဆက်ပြောရလဲကြောက်ကိုရှင်းပြမိပြီလေအဲ့ဒီညီလေးနဲ့ကဒီတိုင်းပဲခင်လို့စကားပြောတာပဲရှိကျန်တာပါတစ်ခုမှမပါဘူးအဲ့ဒါကိုကြုံထောက်ပြန်နေပြောချင်တာလားမိယောမင်းကငါအချစ်တယ်ဝဲလင်းတဲ့လှည့်ရှားခဲ့သူရဲ့အဲ့ကြောင့်ငါမင်းကိုဘယ်တော့မှမခွန်လို့ပြီးတော့မင်းငါညနာတယ်နောက်ထပ်တစ်ခေါက်ထပ်တွေ့ဖို့ကြိုးစားမှာလေငါတေးလို့ပေါ်ထားတယ်ငါလည်းပြင်မနေရင်ညင်းချိုရငါရှိတူရမလားနောက်ဆော်ရမလားငါတကယ်မသိတော့စိတ်ညစ်တာတည်လူတိုင်းမှာအမားကိုစီရှိကြပဲမယ်ငါ့အမားတော့ဘယ်သူမှမခွန်လာနိုင်ရင်အမားကြီးပဲကွာ喜欢ကိုရတဲ့တာမမိုင်ဘီရဲ့ချစ်ကိုတဲ့မမထားစလို့ဖြစ်သွားတယ်ကိုရဲ့အမိုင်အတွက်မင်းကိုမခွန်လို့ပါလေကွာတိုင်းပဲကိုရှင်းပြလေတော့နားထောင်ပေးပါခွန်းနော်အခုနောက်ဆုံးတကားကိုကျွန်တော်ဖွင့်ဖောက်ကြညာပေးပါမယ်ခင်ဗျာ2024-2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုအကြီးစုကိုရရှိသွားတဲ့သားလေးရတော့အတန်းနဲ့ချစ်စရာကောင်းတဲ့သားလေးနမနီယာမေခကျော်ချစ်နောင်နဲ့တောက်ခတ်တဲ့ဇကားကြီးရရှိရပဲဖြစ်ပါလေခင်ဗျာမင်းခန့်ကျော်ဟာဆိုရင်အကယ်ဒမီဆုရှင်ပြီးပြီးတရုတ်ဆောင်ချက်တွေကိုပိုင်းနိုင်နဲ့ထိမိမိဤစကားကြီးတွင်အကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်လောကရန်ကိုအန်ကျူကမိမိဝမ်းပိုက်ထဲကရင်သွေးလေးရဲ့အနာဂတ်ကိုမျှော်တွေးရင်းအချစ်ဝေဒနာများကိုပူလောင်စွာခံစားနေရသောလင်းပြစ်ခံရတဲ့ကောင်းလေးကြော့အဖြစ်တရုတ်ဆောင်ခဲ့ပါရဲ့ရှင်ကိုဝင်းကိုလွှဲထားရတဲ့အချိန်ရောက်မှအိမ်နောင်ရေးစီးပွားရေးများပြပြက်ကချစ်ရဆုံးသောလင်ယောက်ျား၏စွန့်ပစ်ခြင်းကိုခံခဲ့ရသူမိမိကိုစိတ်နာ၍တတ်တရန်စူးစမ်းခဲ့တော်လဲအချစ်ဆုံးတငယ်ချင်းရဲ့ကဲတင်မှုနဲ့အတူဒုတိယအကြိမ်အချစ်မပါတဲ့အိမ်နောင်ရေးကိုပြိုးထောင်ကမှပထမချစ်ရသူရဲ့လှည့်ပြားမှုတွေကိုခံခဲ့ရပြီးအိမ်တောင်လဲကွယ်လင်းလဲတွေဘဝပါဆုံးခဲ့ရတဲ့မုတ်ဆိုးဘူလေးကြော့အဖြစ်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ပါရဲ့ရှင်ချင်တော်နဲ့တောက်ခောက်တဲ့ဇကားကြီးကိုတော့ NC Production ကနေထုတ်လုပ်ထားပြီး Director ဆွဲမြတ်ဇညွန်းတင်မျိုးလင်တို့ကပုံဖော်ရိုက်ကူးထားပါတယ်အဓိကတရုပ်ဆောင်များကတော့ဖြိုးခန့်ကိုမင်းခန့်ကျော်ဖြိုးစာနီတို့ကပါဝင်တရုပ်ဆောင်ထားပါတယ်မင်းခန့်ကျော်ရဲ့တရုပ်ဆောင်မှုရာဆိုရင်ကောင်းမွန်ထူးခြားပြည်ပြင်းလွန်းလာတာကြောင့်ပြည်သက်ကြီးရဲ့ရင်ခွင်တစ်စုံကိုဒီနေ့ထိတိုင်အပိုင်သိမ်းထားခြင်းဖြစ်ပါတယ်ခင်ဗျာထို့ကြောင့်2024-2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုအကြီးစုကိုထိုက်တဲ့နဲ့ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာမင်းခန့်ကျော်ရဲ့ကောင်းတို့ရာတရုပ်ဆောင်မှုဇက်ကွက်တချို့ကိုပြည်သက်ကြီးများအားဖွင့်ပြပေးလိုက်ပါရရှင်ကျော်တို့လက်ထက်ကြတာကိုရဲ့မိဘတွေရောအတိပေးတယ်လားကျော်ကတမောရိုးနဲ့မေးရပါကျော်ကြကိုရဲ့မိဘတွေကတမောမတူရင်ကျော်တို့ခွဲမှကြောက်လို့ပါကျော်ကလေကိုမခွဲနိုင်ဘူးဟုတ်ပါပြီကျော်ရဲ့ကိုကလည်းကြောက်ဘယ်တော့မှမခွဲဘူးနော်ကိုအခုလိုစူးစမ်းနေရဲဆိုတာကိုချစ်တဲ့သူရဲ့အနာဂတ်လှဖို့ပဲလေကျော်ကလေအဲ့ဒီကိုချစ်တဲ့သူဆိုရနေရမှာကျော်မဟုတ်ပဲတခြားသူဖြစ်နေမှာစိုးရိမ်တာကိုရဲ့ကျော်ကလေကိုစားတွေ့ကြတဲ့ဆွလန်းချစ်ခဲ့ရသူကကိုရဲ့ဒါမဟုတ်တဲ့ကိစ္စလေးတခုအတွက်နဲ့ကိုကကြုံလမ်းခွဲမယ်လို့ရင်းရဆက်ဆက်ပြောရလဲကြောက်ကိုရှင်းပြမိပြီလေအဲ့ဒီညီလေးနဲ့ကဒီတိုင်းပဲခင်လို့စကားပြောတာပဲရှိကျန်တာပါတစ်ခုမှမပါဘူးအဲ့ဒါကိုကြုံထောက်ပြန်နေပြောချင်တာလားကိုအောင်ကျုပ်ဘာလို့ခလောက်ကြီးညိုညင်းနေရလဲယူရရှိရောက်ရင်ဘာလို့ကိုကဒါကျွန်တော်ရဲ့ချစ်သူပါလို့ပြောမထွက်ရလဲဖြေပါအောင်ကိုရဲ့ဖြေပါအောင်
မင်းကအတက်နဲ့အဲ့လောက်ကြီးပေးဆက်ဖို့မသိမှာကိုဖြိုးရဲ့အခုလို့ငါတက်မင်းပေးဆက်လိုက်လို့လူတွေဝိုင်းပြီးတော့လည်းညှိုးထိုးမအောင်ရောနင်းမကြောက်ဘူးလား မင်းကငါရဲ့အချစ်ဆုံးတငယ်ချင်းလေငါမင်းကိုပြောပြီးသွားပြီငါမင်းကိုလက်ထပ်မယ်လို့ပြီးတော့မင်းပိုက်တဲ့ကလေးကိုရောငါတာဝဲယူမယ် မင်းကငါတက်ပါလို့အဲ့လောက်ကြီးတောင်အနဲ့နာခံပေးနေရလဲကွာငါလိုမျိုးရုပ်တရားရေးစွန့်ပစ်ချင်ကိုခံနေရတဲ့သူအတွက်မင်းရဲ့ဘဝကြီးတစ်ခုလုံးပေးဆက်ဖို့မထိုက်ကန်ပါဘူးကွာအရာအားလုံးငါ့ရဲ့အမားကြီးပဲကိုဖြူငါတယောက်တည်းပဲခံတဲ့လေအောက်ကိုခတ်ငါရှင်မရောပဲနဲ့တက်ခွက်ထည့်ပေးစမ်းကွာငါဒီနေ့မူအောင်တောက်မှာ ကြောက်မင်းများနေပြီအိမ်ပြန်အောင်မှာကွာနော် ငါမကြမ်းချင်တဲ့ဥကိုပြုံငါ့ကိုခဏလာဆွတ်ထားပေးစမ်းပါကွာငါတောင်းဆိုရရဲ့ကွာနော် ကြောက်မင်းဘာလို့မိုးရလဲမင်းအရန်မူးနေပြီလာပါကွာအိမ်ပြန်အောင်နော်ကြောက်စိမ့်ပါပါလေကွာလာပါ မင်းတို့အမြင်မှာတော့ငါမိုးနေရပေါ့အမှန်တကယ်တော့မဟုတ်ဘူးငါငိုနေတာမဟုတ်ဘူးငါပေးဆက်နေတာလာပေးရဆက်နေတာကွာငါ့ညည်ရီကုန်ခန့်သွားတဲ့အထိငါငုံမယ်ပေးရင်အဲ့ဒီညည်ရီကိုတို့အတွက်လက်ဆောင်အဖြစ်ပေးနေတာကွာကိုဖြိုးမင်းအခုလိုဖြစ်ရတာငါကြောင့်မှာကြောင့်နဲ့ပတ်သက်မိလို့အခုလိုမျိုးဖြစ်ရတာလားကိုဖြိုးရဲ့ကြောက်တကယ်တောင်းမှမှာရဲ့ကိုဖြိုးချစ်စေခြင်းနဲ့အတားကြောက်ပိုက်တဲ့တားလေးမွေးလာတဲ့အခါကျရင်ကိုဖြိုးရဲ့နာမည်ပါမင်းခန်းစားနီးလို့ကြောက်ပေးမိပါကိုဖြိုးကိုကြောက်ကလေးပေးပါတယ်ဒါပေမဲ့ကြောက်ရောခုလိုမျိုးတရားတက်မထားခဲ့ပါနဲ့ယခုလုံးဖွင့်ပေါက်ခြင်းများပေးပါတော့ဆရာကြီးဦးမင်းစောထွေးအားအထူးပင်ကျေးဇူးတင်ရှိပါရစေယခုဆက်လက်ပြီးတော့အပိတ်တခြင်းဖြင့်ပိတ်သိမ်း၍ယနေ့အစီအစဉ်ကြီးအောင်မြင်စွာပြီးဆုံးကြောင်းကြီးများအပ်ပါရှင် အမှန်မထင်တွေ့ဆုံးကြဘဝအချိန်ခဏလေးမှာဒုက္ခမျိုးစုံပွေပိုက်ထားတနေ့အစဉ်ပြေးသွားမှာလူတချို့တလေကခွဲမပြေပါဘူးနေမညွန်ရင်နေကွာဒီလောကကြီးကိုကြောင်းမနေနေပြီးရင်ပြန်သိပါတို့တွေပြန်တမ်းမို့တာတဲ့ ချင်းတွေဆိုညီအတူ
စိတ်ကူးရလားအိမ်မလားလက်တွေးလုံးနိုင်နေရှေ့စတော့မကြောက်ပါဘူးတူရဆိုင်ချာစောအဘေးရင်ဘေးနာ有寂寞都难陪嘛。ပြောပါတငယ်ချင်းလေးဆိုပါတငယ်ချင်းလေးလောက်ပေါင်းစမဲ့တင်သွား တို့လေးတန်ပန်းမိုးသာချအပေါ်ဝဲအချင်းတွေဆိုညီတူတူဝဲတူဆိုမဲခီးချမ်းစေပါဟဲ့ရှေ့စနေအောင်မှာခက်ခဲတွေကြုံ